الحمد لله وحده والصلاة والسلام على من لا نبي بعده أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم سيقول السفهاء من الناس ما ولاهم عن قبلتهم التي كانوا عليها آمنت بالله صدق الله العظيم لذا بعد تروزن قومكمကျွန်တော်အနေနဲ့မနေ့ကကျွန်တော်နဲ့ကုရ်အာန်ကအဆောင်တင်တဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့တင်ပြခဲ့တယ်။ဒီနေ့တင်ပြမှာကအဆောင်နဲ့ပတ်သက်ပြီးတင်ပြမှာဖြစ်တယ်။ဒီအဆောင်နဲ့မှာအလို့ရှိတဲ့တာဟဝီလီကိဘရာလို့ခေါ်တဲ့နမတ်ပတဲ့အခါကျရင်ကာဘာမိရဲ့မျက်နှာမူရာအရက်ကိုပုံစံပြောင်းသွားတဲ့အကြောင်းကိုတင်ပြမှာဖြစ်တယ်။မနေ့ကကျွန်တော်တို့ပြောတဲ့အချိန်မှာပါခဲ့တဲ့တမန်တော်မြတ်ဆလ္လာဟူအလိုင်ဟီဝါဆလမ်နဲ့ဆွာဘာတွေကကာဘာကျောင်းတော်ဘက်ကိုမျက်နှာမူပြီးတော့အီဘာဒတ်လုပ်တယ်အဲ့ဒီကနောက်မှာဘိုက်တုလ်မုကဒ္ဒစ်ဘက်ကိုမျက်နှာမူပြီးအီဘာဒတ်လုပ်တယ်ဆိုတဲ့အကြောင်းပြောခဲ့အခုအလ္လာဟ်ဘက်ကနေပြီးတော့တမန်တော်ကြီးဆလ္လာဟူအလိုင်ဝါဆလမ်ပေါ်မှာအမိန့်ကြလာအောင်ပါအဲ့တော့အလ္လာဟ်ကအမိန့်နဲ့တမန်တော်ကြီးဆလ္လာဟူအလိုင်ဝါဆလမ်ကဘိုက်တုလ်မုကဒ္ဒစ်ဘက်ကိုလဲပြီးတော့မျက်နှာမူပြီးတော့အီဘာဒတ်လုပ်တဲ့နမတ်ပဲကိုယ်တော်လည်းတမန်တော်ကြီးဆလ္လာဟူအလိုင်ဝါဆလမ်ကစိတ်ဆန္ဒကဘာလဲဆိုတော့မိမိကဘိုးဘီဖြစ်တဲ့ဟာဇတ်အီဘရာဟင်အလိုင်ဆလမ်နဲ့ဟာဇတ်အစ္စမာအီလ်အလိုင်ဆလမ်တိဆောက်ခဲ့တဲ့ကာဘာကျောင်းတော်ဘက်ကိုလဲပြီးတော့မျက်နှာမူပြီးတော့အီဘာဒတ်လုပ်ချင်တယ်အဲ့ဒီဆန္ဒရှိတယ်မဒီနာကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာ16လပုံမှန်18လလောက်ဘိုက်တုလ်မုကဒ္ဒစ်ဘက်ကိုလဲပြီးတော့နမတ်ပနေတယ်တစ်ဖက်ကစိတ်ဆန္ဒနဲ့ကာဘာဘက်ကိုလဲချင်တဲ့ဆန္ဒရှိတယ်အဲ့ဒီပေါ်မှာအလောင်းရှင်တွေကအမိန့်ချတာအမိန့်ကြတာလေဖဝလီဝဂျဟကရှတ်ရ်အလ်မစဂျစ်အလ်ဟာရမ်ကာဘာကျောင်းတော်ဘက်ကိုမစဂျစ်ဟာရမ်ဘက်ကိုဦးတည်ပြီးတော့မျက်နှာလဲပြီးတော့ကေဗလာအဖြစ်တတ်မှတ်ပြီးတော့အလ္လာဟ်ရဲ့အီဘာဒတ်လုပ်ဖို့အမိန့်ကြားရောက်လာခဲ့အဲ့တော့တမန်တော်ကြီးဆလ္လာဟူအလိုင်ဟီဝါဆလမ်နဲ့ဆွာဟာဘာတွေကကာဘာကျောင်းတော်ဘက်ကိုလှည့်ပြီးတော့အီဘာဒတ်လုပ်တယ်ယဟူဒီတွေကအခုကရနာစတယ်ပရမတော်ကလည်းကာဘာကျောင်းတော်ဘက်ကိုလှည့်ဖက်တဲ့အချိန်သူတို့စိတ်မချမ်းသာတာစိတ်ထဲမှာမချေမနှက်ဖြစ်လာတဲ့ဒီယဟူဒီတွေပဲဘိုက်တုလ်မုကဒ္ဒစ်ဘက်ကိုလှည့်ပြီးတော့နမတ်ဖတ်တယ်ကိဘလာအဖြစ်တတ်မှတ်ပြီးဖတ်တော့သူတို့ကမွတ်စလင်တွေတွေ့လာမလဲမရှောင်တာတော့ငါတို့ကကိဘလာကိုလက်ခံရပြီလို့သူတို့ပြောတယ်အခုအလ္လာဟ်ဘက်ကနေပြီးတော့တမန်တော်ကြီးဆလ္လာဟူအလိုင်ဝါဆလမ်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ကာဘာကျောင်းတော်ဘက်ကိုပြန်လှည့်ခိုင်းတဲ့အချိန်မှာလည်းသူတွေကစောရကတွေတက်တယ်ဘလို့နဗီလဲအခုကာဘာကိုကိဘလာလုပ်လိုက်ခဏနေဘိုက်တုလ်မုကဒ္ဒစ်ကိုကိဘလာလုပ်လိုက်အမျိုးမျိုးလုပ်နေတယ်ဆိုတော့စောရကတက်လာတဲ့အချိန်မှာအလောင်းရှင်ကအမိန့်ရှိတယ်ကုလ်လ illah အလ်မရှရီကဝလ်မဂရစ်တမန်တော်ကိုမရှိအိုတမန်တော်ငါ့ရဲ့ချစ်နဗီအတင်သူတို့ကိုပြောလိုက်တယ်အရှင်းအရက်ကကောအနောက်ရက်ကကောငါအရှင်းတခင်ပိုင်တယ်တဘောကအလ္လာဟ်ပိုင်တဲ့အရက်ဒေသတွေဖြစ်တဲ့အလ္လာဟ်ဖန်ဆင်းတာအရှေ့ကောအနောက်ကောတောင်ကောမြောက်ကောဘတ်ပေါင်းစုံကအလ္လာဟ်ပိုင်တဲ့အလ္လာဟ်ဖန်ဆင်းတာဖြစ်တဲ့အလ္လာဟ်ဘယ်ဘက်ကိုဘယ်အချိန်မှာကိဘလာဖြစ်တတ်မှတ်ခြင်းလဲအလ္လာဟ်တတ်မှတ်တယ်ဒီကနေ့ကျွန်တော်တို့ကိုတင်ကန်းစာတစ်ခုပါပေးလဲဆိုတော့ကာဘာဘက်ကိုလဲပြီးတော့ကိဘလာလုံချင်းကတော်ကိုကောင်းတဲ့ကိစ္စလားဒါမှဘိုက်တုလ်မုကဒ္ဒစ်ဘက်ကိုလဲပြီးတော့ကာဘာဖြစ်တတ်မှတ်ပြီးဘာလို့ချင်းကပုံမြတ်တဲ့ကိစ္စလားပုံကောင်းတဲ့ကိစ္စလားအဲ့တော့အဖြေကဘာလဲဆိုပုံကောင်းတဲ့ကိစ္စကကာဘာဘက်ကိုလဲပြီးတော့အီဘာဒတ်လုပ်ခြင်းဘိုက်တုလ်မုကဒ္ဒစ်ဘက်ကိုလဲပြီးတော့အီဘာဒတ်လုပ်ခြင်းအလ္လာဟ်အမိန့်ဘယ်ဘက်ကိုရှိလဲအဲ့ဒီဘက်ကိုလဲပြီးအီဘာဒတ်လုပ်ခြင်းကပို့ပြီးတော့မြတ်တယ်ပို့ပြီးတော့ကောင်းတယ်အဲ့တော့အရှေ့ရက်ပဲဖြစ်ဖြစ်အနောက်ရက်ပဲဖြစ်ဖြစ်အလ္လာဟ်အမိန့်ရှိတဲ့ဘက်ကိုကျွန်တော်တို့ကမျက်နှာမူတာအဲ့တော့ကောင်းခြင်းအစစ်မှန်ကဘာလဲဆိုရင်ကျွန်တော်တို့ကအကာအစ်လို့ခေါ်တဲ့ယုံကြည်ချက်တွေအားလုံးကအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကပြထားတဲ့အတိုင်းဖြစ်ကအဲ့ဒီဘက်ကိုဥတီးရမယ်ကျွန်တော်တို့မီယိုးဖလာလို့ခေါ်တော့ထုံးတဲ့အစင်လာရငါတို့ရဲ့ဘိုးဘွားတွေကဘလို့ခံယူလာတာဘလို့အယူဆရှိအဲ့ဒီဘက်တွေကိုဥမတည်ဘူးအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကဘယ်ဘက်ကိုဥတည်ပြီးတော့ဘယ်အကာအစ်ဘယ်ယုံကြည်ချက်ထားခိုင်းလဲကျွန်တော်ကဇင်နဘီမှာအဲ့ဒီတိုင်းယုံကြည်ချက်ထားရအဲ့ဒီတိုင်းပဲကျွန်တော်တို့ကိုဘယ်အာမလ်ကျင့်စဉ်တွေကိုလုပ်ဖို့ဘယ်ပုံစံခိုင်းတာလဲကျွန်တော်ကလှုပ်ဆောင်တဲ့ပုံစံကအဲ့ဒီဘက်ကိုဥတည်သွားကြမယ်အဲ့ဒီအတိုင်းဖြစ်သွားရမယ်အဲ့လိုပဲကျွန်တော်တို့လူအခွင့်အရေးရှိတယ်လူချင်းရဲ့ပေးဆက်ကတဲ့ဝေတရားတွေရှိတယ်ရောင်းဝယ်ဖောက်ကားတဲ့ပုံစံတွေရှိတယ်အဲ့လိုပဲကျွန်တော်တို့ကကိုကျင့်တရားပိုင်းဆိုင်ရာကဏ္ဍတွေရှိတယ်အဲ့ဒီကဏ္ဍတိုင်းမှာအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကဘယ်ပုံစံလုပ်ဖို့အမိန့်ပေးတယ်အဲ့ဒီအတိုင်းကျွန်တော်တို့ကလုပ်ပြီးကျွန်တော်ကဇင်နဘီကိုအဲ့ဒီတိုင်းလုပ်လိုက်ပြီးဆိုအဲ့ဒါအကောင်းကြီးအစစ်အမှန်ပဲရှေ့ဆက်ပြီးအလောင်းရှင်ကအမိန့်ရှိတယ်ကမာအရဆလ်နာဖီကွမ်ရဆူလန်မင်ကွမ်ယန်ဒူအလိုင်ကွမ်အာယာတနာဝယုဇကီကွမ်ဝယုအလ်လိမုကွမ်အလ်ကီတာဘဝလ်ဟစ်မာوَيُعَلِّمُكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ ဒီကနေ့ပြောတမန်တော်ကြီးဆလ္လာဟူအလိုင်ဝါဆလမ်အလ္လာဟ်ကဒုနီယာကိုဆေလွတ်ကြတဲ့ရည်ရွယ်ချက်၄ခုကိုပြောပြ
တမန်တော်ကိုအလ္လာဟ်ဒုနီယာကိုစေလို့ကတဲ့ရည်ရွယ်ချက်၄ခုအဲ့ဒီမှာနံပါတ်1ကကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ပြကျမ်းတော်မြတ်ကုရ်အာန်ကစကားလုံးတွေကိုတင်ပြီးမယ်ကုရ်အာန်ကနာဇီရာပေါ့ကျွန်တော်မက်တဘ်ဒီကမက်တဘ်ကိုဦးတည်အဲဒီမောင်နာဟာကိမတ်တဆပ်ကယတ်ဒူအလိုင်ဟင်အဲ့ဒီစကားလုံးကိုပြပြီးတော့ဒါကားတဲ့မက်တဘ်ကျောင်းတွေကိုဟာဒစ်ကျောင်းတွေကိုရည်ညွှန်းနေတာတနည်းအားဖြင့်ပြောချင်တာကကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်မယ်ဖတ်ပြီးတော့လူတွေကိုရှင်းလင်းတင်ပြမယ်ကုရ်အာန်ကိုဖတ်ပြီးတော့အလ္လာဟ်ဘက်ကိုဖိတ်ခေါ်တဲ့အလုပ်လုပ်ခြင်းဒါတမန်တော်ကိုအလ္လာဟ်ဒုနီယာကိုစေလို့ကတဲ့ရည်ရွယ်ချက်တွေကရည်ရွယ်ချက်တစ်ခုဒုတိယရည်ရွယ်ချက်ကလူတွေကနှလုံးသားတွေကိုကိုကျင့်တရားတွေကိုကောင်းမွန်အောင်တန့်ပြန့်သွားအောင်ပြုလုပ်ပေးခြင်းတစကီယာရဲ့နဖ်ဆူကိုခေါ်တယ်နှလုံးသားထဲမှာလူတိုင်းကနှလုံးသားထဲမှာမနာလိုဝင်လိုစိတ်လူတိုင်းမှာရှိတယ်ကိုယ့်ကိုအထင်ကြီးတဲ့စိတ်အရှိကလူကိုအထင်သေးတဲ့စိတ်ဒါတွေအားလုံးကလူတိုင်းရဲ့နှလုံးသားထဲမှာအနည်းနဲ့အများရှိတယ်အဲ့ဒီမကောင်းတဲ့အရေးချင်းတွေကိုကောင်းတဲ့အရေးချင်းနဲ့ပြောင်းလဲပြီးကိုတတ်ဆင်အောင်နှလုံးသားတွေကိုလုပ်ပြီးဖို့တမန်တော်ကိုဒုနီယာကိုလုပ်လိုက်တာဒုတိယရည်ရွယ်ချက်တတိယရည်ရွယ်ချက်ကကျမ်းတော်မြတ်ကုရ်အာန်ကိုတင်ပြီးဖို့ကျမ်းတော်မြတ်ကုရ်အာန်ကအဓိပ္ပာယ်တွေဖေ့ဆိုချက်တွေကိုတင်ပြီးဖို့နံပါတ်၄ကတမန်တော်ကဟစ်မတ်ကိုတင်ပြီးဖို့ဟစ်မတ်ဆိုတာဆွန်နတ်လူတယောက်ကဘဝရဲ့ဇင်နဂီကိုယ့်ရဲ့ဘဝဇင်နဂီကိုဘယ်ပုံဘယ်နည်းနဲ့ဘဝကိုတည်ဆောက်ကြမလဲတမန်တော်ကဘယ်လိုပုံစံပြသခဲ့လဲအဲ့ဒီတိုင်းပြသတယ်အဲ့ဒီတိုင်းကျွန်တော်တို့ကိုဘဝကိုတည်ဆောက်ဖို့ဒီနည်းအားဖြင့်ဆွန်နတ်တွေကိုတင်ပြီးဖို့တမန်တော်ကိုအလ္လာဟ်ဒုနီယာကိုစေလို့အဲ့တော့ကျွန်တော်တို့ပြန်မှတ်လိုက်တမန်တော်ကိုဒုနီယာကိုအလ္လာဟ်စေလို့ကတဲ့ရည်ရွယ်ချက်၄ခုရှိတယ်အလုပ်၄ခုရှိတယ်အခုကကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ပြဖို့နောက်တစ်ခုကလူတွေကနှလုံးသားတွေကိုတန်ရှင်းစင်ကြယ်အောင်ပြုလုပ်ဖို့နံပါတ်3ကကျမ်းမြတ်ကုရ်အာန်ကိုတင်ပြီးဖို့နံပါတ်4ကဆွန်နတ်ကိုတင်ပြီးဖို့အဲဒီကနောက်မှာလောရှိမြတ်ကအမင်းရှိတယ်အင်နဆဖာဝလ်မရဝတမင်ရှာအီရ်လာفمن حج البيت أو اعتمر فلا جناح عليه أن يطوف بهما ကျွန်တော်တို့အားလုံးကြားဘူးတော့ဆဖာတောင်မရဝါတောင်ဆိုတာကြားဘူးတယ်တောင်တစ်တလေးကြီးပဲအဲ့တော့ဂျာဟီလီယတ်ရဲ့ခင်မှာအမိုက်ခင်မှာတမန်တော်နဗူဝတ်မရခင်အရင်မှာဒီမုရှရစ်တွေကအဲ့ဒီဆဖာတောင်ထိပ်နဲ့မရဝါတောင်ထိပ်မှာရုပ်ထုတွေထားပြီးသူတို့ပိုးခဲ့အဲ့တော့အလ္လာဟ်ကအမင်းကြားလာပြီးဟဂျ်ကအမင်းကြားလာပြီးတဝါဖ်လုပ်ကြတော့မယ်ဆိုတဲ့အခါကျတော့မွတ်စလမန်တွေကဒီဆဖာတောင်နဲ့မရဝါတောင်မှာတဝါဖ်လုပ်ဖို့သူတို့စိတ်ထဲမှာတွန်းဆုပ်ဖြစ်တယ်ဒီမှာတစ်ချိန်လုံးကဒီနေရာမှာဘုတ်တွေကိုငါတို့ပိုးကွယ်ခဲ့ကြတယ်ဒီနေရာမှာရှရစ်ကအလုပ်ကိုလုပ်ခဲ့ကြတာဒီနေရာမှာသူတို့တဝါဖ်လုပ်ဖို့အတွက်သူတို့မတင်မရဲဖြစ်အဲ့ဒီအချိန်မှာအလောရှိမကဒီအာယတ်ကိုချပြီးတယ်ဆဖာနဲ့မရဝါမှာဆောတဝါဖ်လို့ဒါကရှာအီရီအစ္စလာမ်လို့ခေါ်တယ်အစ္စလာမ်ကနမိတ်လက္ခဏာတွေမှာပါတယ်အမိုက်ခင်မှာဖြစ်ခဲ့ပြီးပြီးခဲ့ပြီအခုဟဂျ်လုပ်တဲ့အခါကျအဲ့ဒီမှာစာအီပြေးမယ်တဝါဖ်လို့မဒါတွေအားလုံးကလောက်ကမဲ့ကိစ္စတွေထဲမှာပါတယ်ဆိုတော့အကြောင်းအလောရှိမကအမင်းရှိတယ်အဲ့ဒီကနောက်မှာကျွန်တော်မြတ်ကုရ်အာန်မှာအလောရှိမကအမင်းရှိတယ်ယာအယူဟလ်လဇီနာအာမနူကူလူမင်တိုယီဘာတီမာရဇကနာကွမ်واشكروا لله إن كنتم إياه تعبدون အလောရှိမကကျွန်တော်အီမန်ရှင်တွေကိုအမင်းရှိတယ်ငါအရှင်တခင်ချင်းမြင်လာတဲ့ rizik ထဲကနေပြီးတော့တန့်ပြန့်တဲ့အရာတွေကိုစားတော့ကြတယ်အလ္လာဟ်ကိုယ်တိုင်စားခွင့်ပေးတာတန့်ပြန့်တဲ့အရာရှရီယတ်ကပဲအရာကိုတန့်ပြန့်တယ်လို့တတ်မှတ်လဲဟာလာလို့တတ်မှတ်ထားလဲအဲ့ဒီအရာတွေကိုကျွန်တော်တို့ဟာလာအဖြစ်လက်ခံပြီးကျွန်တော်တို့စားတော့မှုပြုလို့ကစားတော့ပြီးွားရင်ပြီးွားပြီလားမပြီးဘူးကျွန်တော်တို့ကအလ္လာဟ်ကထပ်ပြောတယ်ဝရှ်ကူရူလ illah အတင်းတို့စားပြီးွားရင်လားအလ္လာဟ်ပေးတဲ့နေမတ်တွေ rizik တွေကိုစားတော့ပြီးွားပြီအကျိုးခံစားပြီးွားပြီဆိုလို့ရှိရင်တဲ့အလ္လာဟ်ကိုရှုကုလုပ် rizik ဆိုတဲ့စကားလုံးထဲမှာစားခြင်းတောက်ခြင်းအဲ့ဒါပဲမဟုတ်ကျွန်တော်တို့ကိုဝိပုဒ္ဓအဝေစာအဲ့ဒါလည်း rizik ထဲမှာပါတယ်ကျွန်တော်တို့မိုးရွာလို့ရှိရင်မိုးကိုကာဖို့ကြီးဒါလည်း rizik ထဲမှာပါတယ်ကျွန်တော်တို့စီးတဲ့ဖက်နဲ့ rizik ထဲမှာပါတယ်ကျွန်တော်တို့ကဘဝကလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလိုက်တဲ့အလ္လာဟ်ကအလ္လာဟ်ပေးထားတဲ့အရာတွေနဲ့ကျွန်တော်တို့အကျိုးခံစားမယ်အကျိုးခံစားပြီးတော့ကျွန်တော်တို့ကအလ္လာဟ်ရဲ့ဘန္နာဖြစ်ချောင်းအလ္လာဟ်ရဲ့အီဘာဒတ်လုပ်တဲ့သူတွေဖြစ်ချောင်းကိုပေါ်လွင်စေဖို့အတွက်ကျွန်တော်တို့ကအလ္လာဟ်ရဲ့ရှုကုလောကမှာအလ္လာဟ်ကိုကျေးဇူးတင်ရမှာဖြစ်တယ်ဟာလာလ်နဲ့ပတ်သက်ပြီးပြောပြီးတဲ့နောက်ပိုင်းမှာလောရှိမြတ်ကရှေ့ဆက်အမင်းရှိတယ်အင်နမာဟရမအလိုင်ကုမလ်မိုက်တတာဝဒ္ဒမဝလဟ်မလ်ခင်ဇီဝမာဥဟီလာဘီဟီလီဂိုင်ရ်လာမုရှရစ်တွေကတချို့အရာတွေကိုသူတို့သဘောနဲ့သူတို့ဟာရာမ်ဆိုပြီးတတ်မှတ်တယ်တချို့အရာတွေကိုသူတို့ဟာလာလ်ဆိုပြီးတတ်မှတ်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ဟာလာလို့တတ်မှတ်လိုက်တယ်ဟာလာမဖြစ်သွားဘူးဟာရာမ်လို့တတ်မှတ်လိုက်တိုင်းဟာရာမဖြစ်သွားဘူးအလ္လာဟ်ကဘယ်အရာကိုဟာလာလို့တတ်မှတ်လဲအဲ့ဒီအရာဒီကီယာမတ်နေ့တိုင်အောင်အလ္လာဟ်ဟာလာအဖြစ်တတ်မှတ်ထားပြီးဟာလာပဲဘယ်အချိန်ဒီတိုင်အောင်အလ္လာဟ်ကဟာရာမလို့တတ်မှတ်ထားလဲအဲ့ဒီအချိန်ဒီတိုင်အောင်အဲ့ဒီအရာကဟာရာမဖြစ်နေကိုယ့်ဘက်ကပြောင်းလဲလို့မရတိုးတော့လဲမရှရစ်တွေကတချို့အရာကိုဟာလာဆိုပြီးတော့ကိုယ့်နဲ့ကိုတတ်မှတ်လိုက်တယ်ကိုယ့်နဲ့ကိုတုံးဆွဲတချို့အရာကိုဟာရာမဆိုပြီးတော့တတ်မှတ်အဲ့တော့အလ္လာဟ်ကဒီအာယတ်တော်ထဲမှာဟာရာမနေအများကြီးတဲ့ကနေပြီးတော့၄ခုတော့အရာနဲ့ပတ်သက်ပြီးအလောရှိမြတ်ကတင်ပြတယ်၄ခုတော့အရာကနံပါတ်1ကအလ်မိုက်တာအတေကောင်အတေသားဒီဟာရာမဖြစ်တယ်အဲ့တိုင်းပဲတ
တားကောင်ကိုဇဘာလို့လိုက်တယ်ဇဘာလို့လိုက်တဲ့သူကလက်ဘင်းကနေပြီးတော့တွေးကြောတဲ့ကနေစီးတွေ့ပြီးထွက်လာတဲ့တွေးအဲ့ဒီတွေးကြည့်တဲ့ဟာရမယ်ဒီနေ့ကျွန်တော်တို့ကပတ်ဝန်းကျင်မှာအဲ့ဒီတူခံပြီးတော့ရောင်းနေတယ်ရောင်းခြင်းနဲ့ဟာရဝယ်ခြင်းနဲ့ဟာရအဲ့ဒီကပတ်စံမတတ်နိုင်ပတ်စံအဲ့ဒါကျွန်တော်တို့ယူလို့လည်းမရအောင်စားလို့လည်းမရအောင်ရောင်းဝယ်လုပ်လို့လည်းမရဒုတိယတစ်ခုကစီးတွေးလာတဲ့တွေးအဲ့ဒီတွေးကြည့်တဲ့ဟာရဖြစ်နေတယ်နံပါတ်3ကဝတ်တားကောင်ရဲ့အတာရောအယူရောအစီရောအနစ်ကိုအားလုံးပါသွားလိမ့်မယ်ဝတ်တော်ဟာဒီဒီမတ်ရှင်များအတွက်ဟာရဖြစ်တယ်အဲ့တော့နောက်တစ်ခုတတိယဘောနဲ့ပတ်သက်ပြီးကျွန်တော်တို့စုတ်တန်လေးလာတယ်မများထောပတ်တုံးတို့ဘာလို့စားလိုက်ရစုတ်တန်လေးနဲ့ပုတ်တယ်မှာအဲ့ဒီစုတ်တန်မှာဝမ်မွေးတုံးထားတဲ့ဟာတွေရှိတယ်အဲ့ဒီຢာတွေတုံးဝင်မရှိအဲ့ဒီຢာတွေနဲ့ထိတွေ့တယ်အဲ့ဒီအစားစားလည်းစားဝင်မရှိနံပါတ်4အမျိုးအစားကတချို့တားကောင်းနေရှိတယ်အလ္လာဟ်ရဲ့နာမည်ယူပြီးဇဘာလုပ်ထားတာမဟုတ်ဂိုင်ရူလာအလ္လာမအပအခြားအရာတွေအခြားကိုးကွယ်ရာတွေအဲ့လိုပဲအခြားသူတော်စင်တွေဝလီတွေကနာမည်ယူပြီးတော့ဇဘာလုပ်ထားတယ်ဆိုအဲ့တားကောင်းနေလည်းဟာရမ်ဖြစ်တယ်တချို့တွေရှိတယ်တရကမှာတွားပြီးတော့ကိုးတယ်ဘာဘာကြီးနာမည်နဲ့ကိုးပြီးဇဘာလုပ်တယ်ဆိုအဲ့တားကောင်းနေဟာရမ်ပဲအစားလို့မရဘူးတချို့တွေဘစ်မင်လာအလ္လာဟူအက်ဘာဆွာမာပြီးတော့ရှိတ်အဗ်ဒူလ်ကာဒီဂျီလာနီပါဆိုပြီးဇဘာလုပ်တာတွေရှိတယ်ဒါတွေအဲ့ဒီလိုမျိုးဂိုင်ရူလာကနာမည်ပါထားတယ်ဆိုရင်အဲ့တားကောင်းကြီးလည်းဟာရမ်ပဲစားတုံးခြင်းမရှိတဲ့အထက်မှာဒါပါသွားတယ်အရိကန်တော်မှာလောက်ရှင်ကအမင်းရှိတယ်လိုင်ဆယ်ဘီရာအန်တူဝလ်ဝဂျူဟကွမ်ကေဘလ်မရှရီကီဝလ်မဂရစ်ဘီလ်ကိုရဘီလ်ဆိုတာကောင်းခြင်းနဲ့ပတ်သက်တဲ့အရာတွေကဘယ်အရာတွေလဲအဲ့ဒါကိုအလောက်ရှင်ကအမင်းရှိတယ်၅ခုတော့အရာနဲ့ပတ်သက်ပြီးပြောတယ်အဲ့ဒါအီမန်ယူကမဲ့အရာနံပါတ်1ကအလ္လာဟ်ပေါ်မှာကျွန်တော်တို့အီမန်ယူကမဲ့နံပါတ်2ကအာခီရတ်အပေါ်မှာနောင်တမလို့အာခီရတ်ပေါ်မှာအီမန်ယူကမဲ့နံပါတ်3ကဖရစ်စတာတွေပေါ်မှာအီမန်ယူကဖရစ်စတာဘယ်လောက်ရှိလဲအလ္လာဟ်ပဲသိဖရစ်စတာတွေကအရင်ကဘယ်လို့မှမသိနိုင်ဘူးကာဘာကျောင်းတော်ကအပေါ်တဲ့တဲ့မှာဘိုင်ဒူလ်မာမူရှိတယ်ဒါဖရစ်စတာတွေကကာဘာပဲအဲ့ဒီဘိုင်ဒူလ်မာမူမှာတရားကိုဖရစ်စတာပေါင်း9000ကတဝက်တစ်ခေါက်လုပ်ပြီးသွားရင်ကယာမတ်နေ့ထိရောက်သွားမယ်အဲ့ဒီဖရစ်စတာကအလက်ပြန်မရောက်အဲ့တော့ဘယ်လောက်များလဲဆိုတာကွန်ပျူတာနဲ့စမှာမဟုတ်ဘူး ID ခက်ကနည်းပညာတွေလည်းစမှာမဟုတ်ဘူးအဲ့ဒီအရေးတော့အတိအကျဒီအလ္လာဟ်ပဲသိနိုင်တယ်တို့တော့ကျွန်တော်တို့လက်ခံတာမှာအလ္လာဟ်ဖန်ဆင်းတဲ့ဖရစ်စတာအားလုံးကိုကျွန်တော်တို့လက်ခံပါတယ်ယုံကြည်ပါတယ်ဖရစ်စတာဆိုတာနူဆိုတဲ့လင်းရောင်ကြီးတမျိုးနဲ့ဖန်ဆင်းခန္ဓာအဖန်ဆင်းတယ်နံပါတ်4ကမုတ်ကောင်းငင်ကြကျမ်းတယ်နဗီတမန်တော်တွေအပေါ်မှာအလ္လာဟ်ကကျမ်းကြီးကျမ်းငယ်တွေချပေးခဲ့တယ်အဲ့ဒီကျမ်းတွေအပေါ်မှာအဲ့ဒီခေတ်တုန်းကချပေးခဲ့တယ်အဲ့ဒီကျမ်းကန်တွေအားလုံးဒီမှန်ကန်ပါတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ရမယ်အဲ့ဒီကျမ်းတွေတချို့ရှိတယ်ဒီဘက်ခင်မှာတော့လူတွေပြောင်းလဲခြင်းခံရတဲ့ကျမ်းဖြစ်သွားပြီအဲ့ဒီကျမ်းတွေကိုလက်ခံတဲ့လက်ရှိအဲ့ဒီကျမ်းတွေမှာရှိတဲ့ဟာတွေပေါ်မှာကျွန်တော်တို့လက်ခံယုံကြည်ပြီးလိုက်နာခြင်းလုံးဝမရှိဘူးနံပါတ်5ကနဗီတမန်တော်တွေပေါ်မှာကျွန်တော်တို့အီမန်ယူရမယ်5ခုဘီလ်ဆိုတဲ့ကောင်းခြင်းထဲမှာပါတဲ့အရာတွေဖြစ်တယ်ပြီးတော့မိမိကဆွေမျိုးသားချင်းတွေစင်ရနွမ်းပါတဲ့ပုံကိုယ်တွေသူစင်ရတွေတောင်းရတဲ့သူတွေကိုငွေကြေးဥစ္စာပစ္စည်းနဲ့ကျွန်တော်တို့ကကုညီပံ့ပိုးတဲ့အလုပ်လောကမှာအဲ့ဒါလည်းကောင်းခြင်းထဲမှာပါတဲ့အရာတွေဖြစ်တယ်အရိကန်တော်မှာအကျဉ်းကျနေတဲ့လူတွေကိုထောင်နာဘဝနဲ့လွတ်မြောက်အောင်ကျွန်တော်တို့ကလုပ်ပေးခြင်းတရားခံမဟုတ်ဘူးအပြစ်ရှိလို့ထောင်ကြတာလူတက်လိုက်လို့ထောင်ကြတယ်အဲ့လူတွေပြောတော့မတရားတဲ့အဖမ်းခံရတဲ့ချုံးတော်ခံရတဲ့လူတွေကိုလွတ်မြောက်အောင်ကျွန်တော်နိုင်တဲ့ဘက်ကနေကူညီပြီးတော့လွတ်မြောက်မှုရအောင်လုပ်ပေးခြင်းဒါကောင်းတဲ့ကိစ္စဖြစ်တယ်အဲ့ဒီတိုင်းပဲကျွန်းတွေကိုကျွန်းဘဝကနေပြီးတော့လွတ်မြောက်အောင်လုပ်ခြင်းဒီခေတ်မှာတော့ကျွန်းတော့မရှိဘူးအဲ့တော့စင်ရနွမ်းပါတဲ့လူတွေကိုအဲ့နွမ်းပါမှုတွေကနေလွတ်မြောက်အောင်လုပ်ပေးလိုက်ပေါ့ဒီအလုပ်တွေကကောင်းတဲ့ထဲမှာပါတယ်နံပါတ်7မှာပြောတာကနမတ်စောက်တည်ခြင်းနေ့စဉ်ကျွန်တော်တို့ပေါ်မှာနမတ်5ချိန်ဖတ်ဖို့တာဝန်ရှိတဲ့မွတ်စလင်တိုင်းပေါ်မှာအရွယ်ရောက်ပြီးတဲ့လူတိုင်းကနမတ်5ချိန်ကိုစုံစမ်းနေမယ်စောက်တည်ရမယ်ဇကတ်တာဝန်ထိုက်တယ်ဆိုရင်အဲ့ဒီဇကတ်ရဲ့တာဝန်ကိုကြည့်ဖို့အောင်ထားဆောင်ခြင်းအဲ့ဒီတိုင်းမှာမိမိတို့ကဂရီတစ်ခုခုပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဂရီကိုကြည့်ပြောအောင်ပြုလုပ်ခြင်းဂရီတည်ခြင်းအခက်အခဲဒုက္ခတစ်ခုခုနဲ့ကျွန်တော်တို့ကြုံတွေ့လာပြီဆိုရင်စောရကမတတ်ဘူးညင်းညူတာတွေမလုပ်ဘဲနဲ့အလ္လာဟ်ရဲ့တက်ဒီကိုလက်ခံပြီးတော့အလ္လာဟ်ရဲ့အဆုံးအဖြတ်ကိုလက်ခံပြီးနှလုံးသားထဲကနေကြည်ကြည်နက်နက်နဲ့တိခံမြုပ်တိတ်ခြင်းဆဘလုပ်ခြင်းအဲ့ဒါကောင်းခြင်းနဲ့မှာပါတယ်မိမိကဇင်ဒဂီတစ်ခုလုံးကဥဒိယာကအလ္လာဟ်ပဲဖြစ်သွားကြမယ်အလ္လာဟ်ရဲ့အမိနာခံမှုဘက်ကိုဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့အခြေအနေတိုင်းကအလုံးအင်မတန်မှကောင်းတဲ့အခြေအနေတွေဖြစ်သွားတယ်ဒီဆူရာဘကရာဒီကနေစပြီးတော့နောက်ပိုင်းဒီမှာအမိန်ပညာချက်တွေနဲ့ပတ်သက်ပြီးအကျယ်တွင်းပြောလိမ့်မယ်ကျွန်တော်တေချာလေးနားထောင်လိုက်မယ်ဆိုရင်အများကြီးအကျိုးရှိပါမယ်ရှေ့ဆက်အလောင်းရှင်များကအမင်းရှိတယ်ဝလကုမ်ဖီလ်ကီဆာဆီဟယာတုန်ယာအူလီအလ်ဘာဘ်လာလကုမ်တတကူဒီအာယတ်ကနေပြီးတော့ကီဆာစ်လို့ခေါ်တဲ့အတေဇာတေကြီးဂန်ခတ်တယ်လူတယောက်ကတက်လိုက်သူကတန်ကပါလေအဲ့ဒီလူကိုပြန်တတ်ကြအဲ့ဒီဟာနဲ့ပတ်သက်တဲ့အမင်းကိုအလောင်းရှင်များကအမင်းရှိတာလေလူတယောက်ကိုတက်လိုက်ပြီးဆိုရင်သူကပြစ်တန်ကပါလေအဲ့ဒီလူကိုပြန်ပြီးတတ်ကြ
အဲ့ဒီအာယတ်အဲ့ဒီအမိန့်ပေါ်မှာလားအသေးစားအသေးလေးပြစ်ဒဏ်ပေါ်မှာလားတဲ့လူတွေကတကယ်ပဲအမလုံးလိုက်လို့ရှိရင်လူဘဝကြီးကရှင်သန်မှုတတ်ဖြစ်သွားလိမ့်မယ်လူတတ်မှုကိုကျိုးလို့မဲ့လူလည်းဇင်နဂီသူရှင်သန်မှုနဲ့ရလိမ့်မယ်ကြုံပေးရမယ်အတက်ခံရမဲ့လူကလည်းဇင်နဂီရလိမ့်မယ်ဘာကြောင့်လဲဆိုဒီအာယတ်အတိုင်းတကယ်ကိုအစ္စလာမ်ကအမိန့်အတိုင်းလူတက်လိုက်ရင်တကယ်ပြန်တတ်တယ်ဆိုလို့ရှိရင်လူတိုင်းကလူတယောက်ကိုမတက်ခင်သူစဉ်းစားမှာငါတက်လိုက်တာတော့လွယ်လွယ်လေးပဲငါဒေါသထွက်လို့လူစားကောင်းလို့ပြီးငါတက်လိုက်မယ်ဒါမှအနောက်မှာပြစ်ဒဏ်ဆိုတာရှိတယ်အာနာပိုင်ဆိုတာရှိတယ်ငါ့ကိုဖမ်းမယ်စီးမယ်ပြီးရင်ပြစ်ဒဏ်စီအဆုံးပြမှာငါကိုယ်တိုင်လည်းပြန်ပြေးရမယ်သူ့ကိုတက်ပြီးမိနစ်ပိုင်းအတွင်းမှာနိုင်ပိုင်းအတွင်းမှာရက်ပိုင်းအတွင်းမှာငါလည်းပြန်ပြေးရမှာပါလားဆိုတော့အတိတရားသူ့မှာရှိသွားပြီဆိုသူနောက်လူကိုတတ်မှာမဟုတ်နောက်လူတယောက်ကဇင်ဒဂီကလည်းရှင်သန်မှုကိုရသွားလိမ့်မယ်သူကတတ်မခံရတဲ့ဘဝရောက်မယ်သူလည်းရှင်သန်မှုရလိမ့်မယ်အဲ့တော့ဘာပဲဖြစ်လူတယောက်ကလူတယောက်ကိုတတ်လိုက်လို့ဆိုရင်အစ္စလာမ်ကအမိန့်ကပါလဲအဲ့လူကိုပြန်တတ်တာအဲ့လိုပြန်တတ်ခြင်းကအမိန့်ကဘလို့မှရှိတာလဲဆိုရင်လူတို့ပေါ်မှာမရှိဘူးအာနာပိုင်ပေါ်မှာရှိတယ်ကာဇီတရားသူကြီးပေါ်မှာပဲရှိတယ်အဲ့ဒီအမိန့်ကူပဲချလို့ရမယ်လူတယောက်ကလူတယောက်ကိုတတ်လိုက်လို့အစ္စလာမ်ကအမိန့်လူတက်ခွင့်ရှိတယ်ပြန်တတ်ကြမယ်ဆိုပြီးကိုကသွားပြီးတတ်လိုက်တယ်ဆိုရင်ကိုကလည်းတရားခံနဲ့ပြန်ရောက်သွားမယ်ကိုလည်းပြန်တတ်ကြမယ်လူတို့ပေါ်မှာဒါလုတ်ခွင့်မရှိဘူးအာနာပိုင်ပေါ်မှာအစိုးရပေါ်မှာတရားသူကြီးပေါ်မှာပဲအခွင့်အာဏာရှိတယ်ဒီရှရီယတ်ကဒီအမိန့်ကိစ္စစ်ကအမိန့်အသေးစားအသေးကြီးတန်ခတ်ခြင်းကအမိန့်ထဲမှာအကျိုးနှစ်ခုရှိတစ်ခုကအာဒလ်လို့ခေါ်တဲ့မြတ်တာမှုနောက်တစ်ခုကအဲဆာလို့ခေါ်တဲ့ကျေးဇူးပြုဥပမာလူတယောက်ကလူတယောက်ကိုတတ်လိုက်ပြီဆိုရင်တရားမြတ်တာမှုကပါလေအဲ့ဒီအတက်ခံရတဲ့လူကဆွေမျိုးသားချင်းတွေကကိုယ့်ကအမေရိကန်တွေကတောင်းဆိုခွင့်ရှိတယ်အဲ့ဒီလူကိုမောင်သူကမောင်မဲကိုတတ်လိုက်တယ်ဆိုအဲ့ဒီမောင်မဲကိုပြန်ပြီးတတ်ပေးပါဆိုပြီးတော့တောင်းဆိုမယ်အာနာအရတုကိုပြစ်ဒဏ်ကပ်ပြီးတတ်လိုက်မယ်ဆိုတရားမြတ်တာမှုပဲအဲ့ဒီမှာဇွလွန်မပါဘူးအဟ်ဆန်ကျေးဇူးပြုခြင်းဆိုတာဘာလဲဆိုလူတယောက်ကတတ်လိုက်တယ်အဗ္ဒူလာကိုတယောက်ကတတ်လိုက်တယ်အဗ္ဒူလာကအမျိုးတွေကသူတယောက်တော့တည်သွားပြီသူ့ကိုပြန်တတ်လိုက်လို့သူလည်းရှင်းလာမှာမဟုတ်အဲ့တော့သူ့ကိုငါတို့ခင်းလို့လိုက်တယ်အဲ့ဒါသူ့ကျေးဇူးပြုလိုက်တယ်ဒါမှမဟုတ်ငါတို့ကိုရောချင်းပေးလိုက်ငါတို့ကဆွေမျိုးသားချင်းတယောက်တည်သွားတယ်ငါတို့အိမ်ယောက်ျားတယောက်တည်သွားတယ်သူ့ကလှုပ်ရှားနေငါတို့ထိုင်စားနေရတယ်ငါတို့ဇင်ဒဂီဒုက္ခရတယ်အဲ့တော့ငါတို့မာတီဖို့အတွက်ရက်တီဖို့အတွက်အတိုင်းအတာတစ်ခုပေါ့ငါတို့ကိုပြန်ပြီးရောချင်းပေးလိုက်ငါတို့ကြည်ရေးလိုက်မယ်ဆိုရင်လည်းဒါလည်းသူ့ဘောင်းလိုက်တယ်ကျေးဇူးပြုလိုက်နောက်ဆိုရင်အတက်ခံရမှာအတက်ပေးလိုက်ရရှင်းစအလောရှင်မြတ်ကအမိရှိတယ်كتب عليكم إذا حضر أحدكم الموت إن ترك خيرا الوصية للوالدين والأقربين بالمعروف حقا على المتقين ဒီကနေပြီးတော့အလောရှင်မြတ်ကဝစီယတ်နဲ့ပတ်သက်တဲ့တည်တန်းစာနဲ့ပတ်သက်တဲ့အမိန့်ကိုပြောပြတယ်အဲ့တော့လူတယောက်ကကွယ်လွန်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့မိဘတွေနဲ့ပတ်သက်ပြီးသူ့ရဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဘလူကိုဘလောက်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကကြံရည်ပစ္စည်းကပေးခြင်းနဲ့ကြံရည်ပစ္စည်းတွေကနေပြီးတော့ပေးခြင်းနဲ့အမောက်တစ်ခုကိုတည်တန်းစာအဖေရေးပြီးတော့အဖေကိုတော့ဘလောက်ပေးမယ်အမေကိုတော့ဘလောက်ပေးမယ်ဦးလေးကိုဘလောက်ပေးမယ်အတော်ကိုဘလောက်ပေးမယ်အဲ့လိုမျိုးတည်တန်းစာလုပ်ဖို့တော့ကုရ်အာန်ကနေပြီးတော့အလောရှင်မြတ်ကခိုင်းတယ်အဲ့ဒါဘယ်အချိန်မှာခိုင်းခဲ့တာလဲဆိုတော့အမွေရဲ့အမိန့်မကြဘူးဆူရာနေဆာမှာအမွေရဲ့အမိန့်ရှိတယ်အမွေရဲ့အာယတ်ရှိတယ်အဲ့ဒီအာယတ်မကြခင်အရင်မှာလူတယောက်တည်သွားပြီဆိုလို့ရှိရင်သူ့ရဲ့တားတွေအားလုံးအဲ့ဒီမျိုးသိမ့်လိုက်ကျန်တဲ့လူတွေကမရတော့အဲ့တော့အမွေရဲ့ကဏ္ဍရောက်လာတယ်အမွေရဲ့အမိန့်ကြလာတော့အလောရှင်မြတ်ကအဖေကဘယ်လောက်ရမယ်အမေကဘယ်လောက်ရမယ်တားကဘယ်လောက်ရမယ်တမီးကဘယ်လောက်ရမယ်ညီးတွေကဘယ်လောက်ရမယ်စသဖြင့်ဝေစုတွေကိုတတ်မှတ်ပေးလိုက်တဲ့အတွက်ဒီဝစီယတ်တော်လို့မရတော့ဘူးအမွေအလ္လာဟ်ကကုရ်အာန်ကနေတတ်မှတ်လိုက်တယ်တမန်တော်ကတတ်မှတ်ပေးလိုက်ပြီးဝေစုအဲ့တတ်မှတ်ပေးခံရတဲ့လူကလွယ်အခြားသူတွေအတွက်ဝေဘုံမတတ်မှတ်ခြင်းတတ်မှတ်ခြင်းမခံရတဲ့လူတွေအတွက်ကိုကြံရင်ပစ္စည်းကသုံးပုံတပုံတွေကနေပြီးတော့ဝစီယတ်လုပ်လို့ရတယ်တေတန်းစာလုပ်လို့ရတယ်ကျွန်တော်တည်သွားတယ်ဆိုရင်ကျွန်တော်ကပိုင်ဆိုင်မှု3900ရှိတယ်ထားလိုက်တော့3900တဲ့က300ကျန်တဲ့600ကတော့အမွေယူအဲ့300ကိုတော့ဘလူကိုပေးလိုက်ចောင်းကိုပေးလိုက်ပလီဒီကိုပေးလိုက်ဆင်းရဲလူကိုပေးလိုက်ကျွန်တော်တေတန်းစာရေးခွင့်ရှိတယ်ဒါမဲ့ဘလို့မရတော့ဘူးလေကိုယ့်ရဲ့တားကိုကိုယ့်ရဲ့အဖေကိုကိုယ့်ရဲ့အမေကိုတေတန်းစာရေးခွင့်တော့မရှိဘူးရေးရင်လည်းလာဝစီယတ်တာလီဝါရီစင်တမန်တော်ကဟာဒီစ်မှာရှိတယ်ဘူခါရီဝစီယတ်လုပ်ခွင့်မရှိဘူးတဲ့ဘလို့လဲအမွေပုံရပြီးတတ်မှတ်ပြီးပြဋ္ဌာန်းပေးခြင်းခန္ဓာရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးဝစီယတ်လုပ်မယ်ဆိုရင်အဲ့ဒီဝစီယတ်ကလည်းတရားမဝင်ဘူးရှင်းစအလောရှင်မြတ်ကအမိန့်ရှိတယ်ယာအယုဟလ်လဇီနာအာမနူကုတိဘအလိုင်ကုမုစဆီယာမ်ကမာကုတိဘအလလ်လဇီနာမင်ကဘလီကုမ်လာအလကုမ်တတကူဒီကနေပြီးတော့ရိုဇာဥပုသ်တီလာဖရဇ်ဖြစ်ခြင်းနဲ့ပတ်သက်တဲ့အမိန့်တွေကိုအလောရှင်မြတ်ကတင်ပြတယ်ရိုဇာဆိုတာအစ္စလာမ်မှာမာနန်ကြီး၅ခုရှိတယ်အဲ့ဒီမာနန်ကြီး၅ခုတည်းကအဓိကကျတဲ့ကာရတစ်ခုမာနန်တစ်ခုကပါလဲဆိုရင်ရိုဇာဥပုသ်တီလာစောင့်သိတယ်ရိုဇာကဒီအမိန့်ကကျွန်တော်တို့उम्मत मोहम्मदियाလို့ခေါ်တယ်တမန်တော်က उम्मत အပေါ်မှာပဲရိုဇာကအမိန့်ကြားခဲ့တာမဟုတ်ရှင်းနဗီတွေက उम्मत မှာလည်းရိုဇာကအမိန့်ရှိအချိန်မတူဘူးပုံသဏ္ဍာန်မတူဘူးကာလမတူကျွန်တော်တို့တလာလုံးရိုဇာထားရမယ်
မနက်ကနေညနေဒီအဲ့လိုမျိုးလေးမို့သူတို့ခေတ်သူတို့ခါရဲ့ပုံစံနဲ့အဲ့ဒီခါရဲ့နဗီကပုံစံကိုအလ္လာဟ်ကချနဗီကိုအမိန့်ပေးပုံစံတစ်ခုချမှတ်တဲ့ရိုဇာထားခဲ့ရရိုဇာကအမိန့်ကလည်းကျွန်တော်တို့ရှိမှလည်းရှိတယ်ပုံစံမတူဘူးအဲ့ရိုဇာထားရင်ဘာရမလဲရိုဇာကိုထားတိုက်တဲ့အတိုင်းရိုဇာထားရင်ကျွန်တော်တို့ကတက္ကဝတရားရလူတယောက်ရဲ့အတွင်းမှာတက္ကဝရပြီဆိုရင်သူကဒုနီယာလည်းအောင်မြင်ပြီအာခရတ်လည်းအောင်မြင်ပြီဒီနေ့ကျွန်တော်တို့ကအခက်အခဲဒုက္ခတွေနဲ့ရောက်နေတယ်ဆိုဂုဏမဆောင်ဘူးတနည်းအားဖြင့်ဂုဏရှောင်ကြီးတဲ့နာမည်တက္ကဝရှိပြီဆိုရင်ကျွန်တော်တို့ခက်ခဲနေတဲ့ဒုက္ခတွေအားလုံးအလ္လာဟ်လွယ်ကူပေးနေတယ်စီးပွားရေးအကျက်တဲဖြစ်နေလားအလ္လာဟ်လွယ်ကူပေးနေတယ်မိသားစုအတွင်းထဲမှာအခက်အခဲတွေဖြစ်နေတာအဲ့ဒါတွေကိုလည်းအလ္လာဟ်ပြည့်အောင်လုပ်ပေးတယ်အဲ့တော့ပြောတဲ့တဘောကရိုဇာဥပုသ်တီလာကိုရိုဇာစောင့်တိုက်တဲ့အတိုင်းကျွန်တော်ကဥပုသ်တီလာစောင့်ထိန်ပြီဆိုရင်အလ္လာဟ်ရှင်ကကျွန်တော်တို့ကိုတက္ကဝတရားပေးတယ်ရိုဇာဆိုတာပါတယ်ရိုဇာဆိုတာနေရက်တဲ့တကွာရည်စူးချက်တဲ့တကွာမနက်စာဟာရီအချိန်ဆိုပါစွာတိအချိန်ကနေပြီးတော့နေဝင်တဲ့အချိန်ထိစားခြင်းတောက်ခြင်းမေးထုံမေးဝဲပြုခြင်းမိမိကဇနီးနဲ့အတူပေါင်းနေဆက်ဆံမှုအဲ့တုံးခုကိုစွန့်လွတ်ပါတယ်ဆိုတဲ့နေရက်ပါစားလို့လည်းမရဘူးတောက်လို့လည်းမရဘူးမိမိကဟာလာဖြစ်နေတဲ့နေကာပတ်တာတဲ့ဇနီးနဲ့လည်းအတူပေါင်းနေလို့မရအဲ့ဒီအလုပ်တွေကိုနေရက်တဲ့တကွာစွန့်လွတ်လိုက်ပြီဆိုရင်အဲ့ရိုဇာဖြစ်အကယ်၍လူတယောက်ကနေရက်နဲ့ပဲစလာတာအဲ့ဒီအရာတွေကိုလည်းစွန့်လွတ်ထားတယ်ဒါပေမဲ့နေဝင်ကန်ဒီအချိန်ဝါဖြေကန်ဒီအချိန်မှာ10မိနစ်လောက်စောပြီးသူကအချိန်မားပြီးဝါဖြေလိုက်တယ်ဆိုရင်သူကရိုဇာမပန်းအဲ့တော့အဲ့ဒီအာယတ်ကနောက်မှာခရီးသွားတဲ့ပုံကိုယ်တွေမကျမ်းမာတဲ့သူတွေလာမယ့်ရမ်ဇန်ကရိုဇာနဲ့အချိန်နဲ့သူကြုံနေတယ်သူခရီးတယ်ဖြစ်နေတယ်ရှရီယတ်ကခွင့်ပြုထားတဲ့15ရက်ကျော်ဒီ15ရက်အတွင်းထဲမှာ15ရက်အတွင်းမူကင်ကျွတ်သွား15ရက်အတွင်းထဲမှာဆိုတော့14ရက်13ရက်12ရက်ဝေးလံတဲ့ခရီး48မိုင်ကျော်တဲ့ခရီးကိုသူရောက်နေတယ်ဆိုရင်ရိုဇာနဲ့ကြုံနေရပြီမဲ့လည်းသူရိုဇာမထားဘဲနဲ့နေမယ်ဆိုရင်နေလို့ရရိုဇာထားမယ်ဆိုရင်လည်းထားလိုက်လို့ရတယ်နိုင်တယ်ဆိုအခက်ခဲရှိနိုင်တယ်ဆိုရင်သူအဲ့ဒီရက်တွေကိုရိုဇာမထားဘဲနဲ့ရိုဇာကိုမထားနဲ့လမ်းမြတော်မဆန်ပြီးတဲ့နောက်ပိုင်းမှာသူကစားပြန်ဖြစ်မယ်ဆိုရင်ဖြစ်လို့ရတယ်အဲ့လိုပဲမကျမ်းမာတဲ့လူတွေတော်ကိုယောဂဖြစ်နေတော့တော်ကိုချီးနေနေတဲ့လူတွေရိုဇာထားလိုက်သူယောဂပူဆိုးသွားမှာသူကအတက်အနည်းရကိုပါစိုးရိမ်လာနိုင်ရတယ်ဆိုအဲ့လိုမျိုးမကျမ်းမာတဲ့လူတွေကလည်းလမ်းမြတော်မဆန်နဲ့ကြုံနေရရင်လည်းရိုဇာမထားဘဲနေခွင့်ရှိတယ်နေပြန်ကောင်းလာတဲ့အခါကျရင်သူရိုဇာထားမှာအကယ်၍အလ္လာဟ်ကသူ့ကိုအဲ့ဒီယောဂမှာပဲဇင်ဒဂီကုန်ဆုံးစေလိုက်လို့မော့ဖြစ်သွားတယ်ဆိုရင်သူဘယ်နည်းရိုဇာပြတ်ခဲ့လဲအဲ့ဒါကိုဖီဒီယာအနေနဲ့ပြန်ပေးလိုက်မယ်ဆိုတော့တာဝန်ကြည့်ပါရှေ့ဆက်အလ္လာဟ်ရှင်ကအမိန့်ရှိတယ်ရှာဟ်ရူရမဒန်အလ္လာဇီအွန်ဇီလာဖီဟီလ်ကုရ်အာန်ဟူဒန်လင်နာစီဝဘိယီနာတ်မင်အလ်ဟူဒါဝလ်ဖူရ်ကာန်အခုနလာမရမ်ဇန်ကရိုဇာကဖဇီလတ်ဖရဇ်ကချင်းကိုပြောတယ်ဖရဇီယတ်နဲ့ပတ်သက်ပြီးပြောပြီးတဲ့နောက်ပိုင်းမှာအခုဖဇီလတ်နဲ့ပတ်သက်ပြီးတော့ပြောတယ်ကျမ်းတော်မြတ်ကုရ်အာန်လာမရမ်ဇန်မှာတဲ့ကျမ်းတော်မြတ်ကုရ်အာန်ကိုအလ္လာဟ်ရှင်ကချပေးတယ်အဲ့တော့ဒီလကနဘူတွေကလည်းလာမရမ်ဇန်ဖြစ်တယ်ဘုံမြတ်တဲ့အီဘာဒတ်လုပ်ကြတဲ့လအဲ့ဒီမှာထပ်ပြီးတော့ဒီလမှာအလ္လာဟ်ရှင်ကကျမ်းတော်မြတ်ကုရ်အာန်ကိုချပေးတယ်ကျမ်းတော်မြတ်ကုရ်အာန်အစအဆုံးကကျွန်တော်တို့လက်ရှိနေတဲ့ကျမ်းတော်မြတ်ကုရ်အာန်ကပုံသဏ္ဍာန်အတိုင်းလောဟီမာဖူးမှာအဲ့ဒီတိုင်းရှိအဲ့လောဟီမာဖူးကနေကဒရ်ညမှာအလ္လာဟ်ရှင်ကမိုးကောင်းရင်ပထမတက်ကိုလောဟီမာဖူးမှာရှိတဲ့အတိုင်းလက်ရှိကျွန်တော်တို့ရှိမှရှိနေတဲ့ကုရ်အာန်အတိုင်းအလ္လာဟ်ကချပေးတယ်မိုးကောင်းရင်ပထမတက်အဲ့ဒီကနေမှ23နှစ်တာကာလအတွင်းမှာလူအပ်ရင်လူအပ်လို့တမန်တော်ကိုအလ္လာဟ်ရှင်ကကျမ်းတော်မြတ်ကုရ်အာန်ကိုချပေးတယ်ရဆူလ်တဲ့ဘောကအလ္လာဟ်ရှင်ကလာမြတ်ရမ်ဇန်မှာကျမ်းတော်မြတ်ကုရ်အာန်ကိုချပေးတယ်ဒါသူကဖဇီလတ်တစ်ခုပဲအဲ့တော့အလ္လာဟ်ရှင်ကဒီလမှာကျမ်းတော်မြတ်ကုရ်အာန်ကိုချီးမြှင့်လိုက်တယ်ဒီလနဲ့ကျမ်းတော်မြတ်ကုရ်အာန်နဲ့အခြေဆက်ရှိတယ်အဲ့တော့ကျွန်တော်တို့ကိုတရာဝီနမတ်ဆောဖို့တောင်းဝင်ပေးတဲ့တာရာကနေပြီးအလ္လာဟ်ရဲ့ရဆူလ်ကတရာဝီနမတ်မှာကန်အဲ့တရာဝီနမတ်မှာလည်းကျွန်တော်တို့ဘာဖတ်လဲကျမ်းတော်မြတ်ကုရ်အာန်ကိုဟာဝိဆပ်ဒီကဖတ်တဲ့ကျွန်တော်တို့ကနားထောင်တယ်ဒါကျွန်တော်တို့ ਨੇ ကုရ်အာန်နဲ့အဆက်အသွယ်တစ်ခုပဲအဲ့တော့ကျွန်တော်တို့နောက်ထပ်လောကပါတယ်ကျမ်းတော်မြတ်ကုရ်အာန်ကိုများများဖတ်နိုင်အောင်ကျွန်တော်တို့ကြိုးစားမယ်မမှန်ကန်ကန်ဖတ်နိုင်အောင်ကျွန်တော်တို့ကြိုးစားမယ်ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ဆိုဆုံးမမှုတွေကိုသိအောင်ကျွန်တော်တို့ကြိုးစားပြီးကျမ်းတော်မြတ်ကုရ်အာန်နဲ့ကျွန်တော်တို့ရဲ့ဘဝကိုချိတ်ဆက်မှုပြအောင်ကျွန်တော်တို့ပြုလုပ်ဖို့လိုအပ်တယ်ရှင်းစအလ္လာဟ်ရှင်ကအမင်းရှိတယ်ဝအိဇာဆာအလကအီဘာဒီအန်နီဖာအင်နီကရီဘ်အဂျီဘူဒါဝတ်ဒါအီဇာဒါအာနီဖလ်ယစတဂျီဘူလီဝလ်ယူမီနူဘီလအလ္လာဟွမ်ယရဆူလူအရှိခုနပေးခဲ့တဲ့အာယတ်မှာရူဇာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအလ္လာဟ်ကပြောခဲ့တယ်ပြောနေရင်လည်းဒီအာယတ်ကိုယူလာတယ်ဒီအာယတ်ကအရှိမလည်းရူဇာအကြောင်းပဲပြောတယ်အစမှာရူဇာအာယတ်အလဲအဆုံးမှာရူဇာအာယတ်အဲ့ဒီအာယတ်နှစ်ခုကကြားထဲမှာအလ္လာဟ်ကအာယတ်တစ်ခုကိုယူလာတယ်အဲ့ဒီအာယတ်ကတနည်းအားဖြင့်ပြောမယ်ဆိုအလ္လာဟ်ကဘန္နာတွေကိုဂယုဏပြုတဲ့အာယတ်ပဲဥပမာကျွန်တော်တို့လူတယောက်ကိုခိုင်းလိုက်တယ်တားကိုအလုပ်ကိုခိုင်းတယ်ဒီသားကအလုပ်လုပ်တယ်အလုပ်မပြီးသေးဘူးကျွန်တော်ကသူ့ကိုသဘောကျအောင်ငါကအလုပ်လုပ်တယ်သူ့ကိုကျွန်တော်စုတွေပါလေးပေးလိုက်ကဲမင်းတွားရတယ်မိုးလေးပါလေးစားပြီးဆက်ပြီးတော့လုပ်မဟုတ်ဘူးပေးလိုက်ပြီးသူကအလုပ်ကိုထပ်လုပ်မယ်ပြီးရင်ကျွန်တော်ကပြီးဝိုင်းထပ်ပြီးဆူးချအောင်အဲ့ဒီတိုင်းမှာအလ္လာဟ်ကကျွန်တော်တို့ကိုရူဇာထားခိုင်းတယ်ရူဇာထားတော့ကျွန်တော်တို့မှာအခက်ခဲလေးတွေ
အနေနဲ့အများတော့ရှိတယ်နည်းနည်းပါးတော့စာလောင်မှုရှိတယ်ရင်ငတ်တယ်ဗိုက်စာတယ်အိတ်ချင်တယ်ခေါင်းကိုက်တယ်ဒါနည်းနည်းပါးတော့ကျွန်တော်တို့ရှိတယ်အဲ့ဒုက္ခလေးတွေရှိပြီမဲ့လည်းအလ္လာဟ်ကအမိန့်ဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ကအလ္လာဟ်ကအမိန့်ကိုနာခံတော့အလ္လာဟ်ကကျွန်တော်တို့ကိုအလဲမှာယူနာတက်ပြီးတော့ကျွန်တော်တို့ကိုအလ္လာဟ်ကအမိန့်ရှိတယ်မင်းတို့နည်းနည်းလေးဒုက္ခခံလိုက်တဲ့ဒုက္ခခံလိုက်အဲ့ဒီဒုက္ခကအကျိုးကတော့အာခရတ်မှာလည်းရအောင်မှာအလ္လာဟ်ကိုယ်တိုင်အစာပေးမှာပြောတတ်ပြီးသားဒီပြင်အလ္လာဟ်ကကျွန်တော်တို့ကိုအမိန့်ရှိလိုက်တယ်ပါလေအတင်တို့နဲ့ငါအလ္လာဟ်ကအနည်းဆုံးမှရှိတယ်အီမန်ရှင်တယောက်တိုင်းရူစာထားတဲ့တယောက်တိုင်းအီမန်ရှင်တယောက်တိုင်းနဲ့အတူဘယ်လိုရှိနေလဲအလ္လာဟ်ဒီအနည်းဆုံးမှရှိနေတယ်တဲ့မင်းတို့ဘာဒူဟာတောင်းလဲတောင်းငါအလ္လာဟ်လက်ခံအဲ့ဒီကနေပြီးတော့ဆရာကြီးကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးတယ်အလ္လာဟ်ကကျွန်တော်တို့နဲ့အနည်းဆုံးမှရှိတယ်ပြီးတော့အလ္လာဟ်ကဒူအာနဲ့ပတ်သက်ပြီးပြောတယ်ဒူအာဘာတောင်းလဲတောင်းဖလျက်စတဂျီဘူးဒီငါအလ္လာဟ်မင်းတို့ကတောင်းဆိုချက်တွေကိုလက်ခံမယ်လို့ပြောတယ်အဲ့ဒီမှာဒူအာကအဒပ်တစ်ခုတည်းပါတယ်ဒူအာဆိုတော့အော်ကြီးချက်တောင်းရတာမဟုတ်တိုးတိတ်လေးမတိုးမဲ့ချေပုံစံမျိုးနဲ့ကျွန်တော်တို့ကအလ္လာဟ်ထံမှာဒူအာလုပ်ကြမယ်နောက်တစ်ခုကကျွန်တော်တို့ကဒီမှာဗာတိရလဲဆိုတော့အချို့ပုဂ္ဂိုလ်တွေရှိတယ်အလ္လာဟ်ကအရဂျ်မှာပဲရှိတယ်ဆိုပြီးပြောတာရှိတယ်အဲ့တော့အလ္လာဟ်အတွက်နေရာတတ်မှတ်ချက်မရှိဘူးဒီအာယတ်ဒီအလ္လာဟ်ဒီနေရာတိုင်းမှာရှိနေတယ်အလ္လာဟ်အတွက်နေရာဆိုတော့မလိုအပ်ဘူးကိုတော့အလ္လာဟ်နေရာတိုင်းမှာရှိနေအဲ့အရဂျ်မှာပဲရှိတယ်ဆိုရင်အလ္လာဟ်နဲ့နီးဖို့ဆိုတာမဖြစ်နိုင်အဲ့ဒီမှာဒီအာယတ်ကနေပြီးအလ္လာဟ်ကအတင်တို့နဲ့အနည်းဆုံးမှာရှိနေတယ်ဆိုပြီးပြောလိုက်ခြင်းကဖာအင်နီကရီငါရှင်ကအတင်တို့နဲ့အနည်းဆုံးမှာရှိနေတယ်ဆိုတဲ့အလ္လာဟ်ကအရဂျ်မှာပဲရှိတယ်ဆိုတာမဟုတ်အလ္လာဟ်အတွက်နေရာတတ်မှတ်ချက်ဆိုတာမရှိဘူးအလ္လာဟ်ဒီနေရာကမှရှိတယ်အလ္လာဟ်နေရာတိုင်းမှာရှိနေတယ်ဆိုတာကျွန်တော်တို့သိရတယ်ကျေးဇူးအလ္လာဟ်ရှင်ကအမင်းရှိတယ်ဝလာတူဘာရှိရူဟွန်နာဝအန်တုမ်အာကီဖူနာဖီလ်မဆာဂျစ်တိလ်ကာဟူဒူဒူလာဟီဖလာတကရဘူဟာကျွန်တော်တို့ရူဇာထားလိုက်တယ်ခုနပါဝါရူဇာထားရတယ်ဆိုရင်ဇနီးတယ်နဲ့ပေါင်းနေဆက်ဆံလို့မရဘူးအဲ့ဆွာဘာတွေအဲ့ဒီခါမှာရှိခဲ့တဲ့ဆွာဘာတွေကညမှာလည်းဆိုဘတ်လို့ဇနီးနဲ့ပေါင်းနေလို့မရဘူးလို့ထင်ခဲ့တယ်အလ္လာဟ်ဘက်ကဝဟီကြတာတဲ့ညမှာမိမိကဇနီးရူဇာရှိနေတဲ့အချိန်မှာတော့မိမိကဇနီးတယ်နဲ့ပေါင်းနေဆက်ဆံလို့မရဘူးရူဇာပြတ်သွားတယ်ညအချိန်မှာတော့ရူဇာမရှိတော့ဘူးညအချိန်မှာတော့မိမိကဇနီးတယ်နဲ့ပေါင်းနေဆက်ဆံမယ်ဆိုရင်ပေါင်းနေဆက်ဆံခွင့်ရှိတယ်ဒါပုံမှန်ရက်ဒီမှာအကယ်၍များအေတီကောက်ထိုင်လိုက်ပြီဆိုတဲ့ခါကျရင်အေတီကောက်မှာရှိတဲ့အမျိုးသမီးကအေတီကောက်ထိုင်တာပဲဖြစ်ဖြစ်အမျိုးသားကအေတီကောက်ထိုင်တာပဲဖြစ်ဖြစ်အေတီကောက်ထိုင်လိုက်ပြီဆိုရင်အဲ့ဒီရက်ဒီမှာတော့ဇနီးတယ်နဲ့ပေါင်းနေဆက်ဆံလို့မရဘူးအဲ့တော့လာမယ့်ရမဇန်ကနောက်ဆုံး10ရက်မှာအေတီကောက်ထိုင်ခြင်းကဆွန်နတ်မူအကဒါအလလ်ကီဖာယာဖြစ်ဆွန်နတ်မူအကဒါဖြစ်တဲ့တမန်တော်ထိုင်ခဲ့တယ်စူးစမ်းမထိုင်ခဲ့တယ်ကျွန်တော်လည်းထိုင်ရဒါအလလ်ကီဖာယာဆိုတဲ့ဘောကအားလုံးတယောက်ကလုံးထိုင်ရမယ်မို့တယောက်ကလုံးကလူနှစ်ယောက်၃ယောက်လုံးထိုင်လိုက်တယ်ဒါမှမဟုတ်တယောက်လုံးထိုင်လိုက်တယ်အဲ့ဒီတယောက်ကလည်းအေတီကောက်ကစီကံချက်တွေနဲ့အညီအေတီကောက်ပိုင်အောင်ထိုင်နိုင်တယ်ဆိုရင်အားလုံးဘောကနေပြီးတော့တောင်းချေရမှာဖြစ်တယ်ရှင်းစလုံးရှင်ကအမင်းရှိတယ်ယက်အလူနကအာနီလ်အဟီလာကုလ်ဟီယာမဝါကီဒူလင်နာစီဝလ်ဟဂျ်ဒီနေ့ကျွန်တော်တို့ကလာကြည့်အစ္စလာမ်ကလာကြည့်မွတ်စလင်တွေကအီမန်ရှင်တွေကရက်တတ်မှတ်တဲ့ခါကျလာကြည့်ပြီးတော့တတ်မှတ်တယ်အခြားဂိုင်ကောင်တွေကနေနဲ့ရက်တွေကိုတတ်မှတ်တယ်အစ္စလာမ်ကလာကိုကြည့်ပြီးတော့လာအမြင်နဲ့မမြင်နဲ့ကိုကြည့်ပြီးတော့လာအချိန်ကာလကိုရက်ကာလတွေကိုတတ်မှတ်တယ်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်လာကိုကြည့်ပြီးတော့တတ်မှတ်တဲ့အခါမှာကျွန်တော်တို့ကအလုပ်တွေကိုတတ်မှတ်တဲ့နေရာမှာလွယ်ကူမှုရှိတယ်ဟဂျ်ရဲ့အီဘာဒတ်တွေရှိမယ်ရူဇာရဲ့အီဘာဒတ်ရှိမယ်အမျိုးသမီးတယောက်တလပေးခံရတော့ဒါမှမဟုတ်ရင်ယောက်ျားဆုံးသွားလို့အစ်ဒတ်ထိုင်တဲ့အခါကျရင်အစ်ဒတ်ရက်ကိုတတ်မှတ်တဲ့နေရာမှာလည်းလွယ်ကူမှုတွေရှိတယ်မင်္ဂန်စွာနဲ့အချိန်ကာလတွေကိုသိရှိနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအစ္စလာမ်အလ္လာဟ်ကဘာလို့ခံလဲလာကိုကြည့်ပြီးတော့ရက်တွေကိုတတ်မှတ်တယ်အဲ့တော့ရှရီယတ်ကအမီတခုကပါလဲအဲ့ဒီအစ္စလာမ်ရဲ့ရက်တွေနဲ့ရက်ကိုအတုံးပြုခြင်းကဖာရဇီကီဖာယာအားလုံးကခရစ်တဂရီကိုပဲကြည့်ပြီးသုံးမယ်အစ္စလာမ်ကနှစ်ကိုမတုံးတော့ဘူးအားလုံးပေါ်လာထိုင်အဲ့တော့အစ္စလာမ်ကရက်အစ္စလာမ်ကလာကြည့်ပြီးရက်တတ်မှတ်တာကိုလည်းတုံးဆွဲဖို့အတွက်လိုအပ်လားဆိုတာလည်းအရေးကြီးတယ်ဒါလိုအပ်တဲ့ကာလတစ်ခုဖြစ်တယ်ရှင်းစပြီးအလောရှင်ကအမင်းရှိတယ်ဝကာတီလူဖီဆဘီလ ल्लाह အလ္လဇီနာယူကာတီလူနကုမ်ဝလာတအတဒူအင်နလ္လာဟ်လာယူဟစ်ဘူလ်မူတဒီဒီကနေပြီးအလောရှင်ကဂျီဟတ်ဖရတ်ဖြစ်ခြင်းကအမင်းကိုပြောတယ်မွတ်စလမန်တွေပေါ်မှာကျွန်တော်တို့အားလုံးပေါ်မှာဂျီဟတ်ကဖရတ်ပဲဂျီဟတ်ကဘာလို့ဖို့လုပ်ကြတာလဲဂျီဟတ်လုပ်တယ်ဆိုရင်ရွယ်ချက်ရှိတယ်အဲ့ဒီရွယ်ချက်အဲ့ဒီပန်းနိုင်ကဘာလဲဆိုအလ္လာဟ်ရဲ့ကလီမာအလ္လာဟ်ရဲ့အမိန့်အလ္လာဟ်ရဲ့ဒင်းရှင်တန်မှုအတွက်ဖြစ်တယ်ဂျီဟတ်ရဲ့အမိန့်ကလည်းကီယာမတ်နေ့တိတိုင်အောင်ရှိမယ်အလ္လာဟ်ရဲ့ဒင်းကလည်းကီယာမတ်နေ့တိတိုင်အောင်ရှိနေမှာဖြစ်တယ်အဲ့တော့ဂျီဟတ်ရဲ့အမိန့်ဘာကြောင့်အများနဲ့ရှိနေရတယ်ဆိုအဇလ်လူကလို့အစကနဦးတဲ့ကနေပြီးတော့နောက်နှစ်ပေါင်းများနောက်အဆုံးတိုင်အောင်ကဘာအဆုံးတတ်မဲ့အချိန်ကြီးတိုင်အောင်အမှန်နဲ့အမှားတစ်ဖက်မှာဟတ်ဆိုတဲ့အမှန်ရှိမယ်နောက်တစ်ဖက်မှာအမှားဆိုတာရှိမယ်သူတို့နှစ်ယောက်ကအားပြန်ဦးမှာအဲ့လိုပဲကောင်းတာနဲ့ဆိုးတာကလည်းအားပြန်ဦးမှာအဲ့ဒီရရှိနေတဲ့ဒီဂျီဟတ်ရဲ့အမိန့်ကလည်း
ရှိနေမှာဖြစ်တဲ့ဂျီဟတ်ကကျွန်တော်တို့ဘုံမှာ first ဖြစ်တဲ့ဒီနေ့ကျွန်တော်တို့ဇိမ်ခံမိနေနေတဲ့စားပြီးတောက်ပြီးတော့ဇိမ်ခံမိနေတဲ့ကျွန်တော်တို့အတွင်းထဲမှာဂျီဟတ်ရဲ့ jazba မရှိဘူးတမန်တော်ကဟာဒီသ်ရှိတယ်မွတ်စလင်ကြားမှာရှိတယ်လူတစ်ယောက်ကဂျီဟတ်လုပ်ဖို့ဂျီဟတ်လည်းမလုပ်ဂျီဟတ်လုပ်ဖို့လည်းစိတ်ကူးလည်းတူးမှမရှိဘူးအဲ့လိုဘဝနဲ့ပဲတေဝါရင်မူနာဖစ်ကဘဝနဲ့တေဝါတာကျွန်တော်စဉ်းစားကျွန်တော်တို့အတွင်းထဲမှာလူတကောင်လိုက်တက်ဖို့ကျွန်တော်တို့ပြောနေတာမဟုတ်အစ္စလာမ်ရဲ့အမိန့်ဂျီဟတ်ရဲ့အမိန့်ဆိုတာရှိတယ်ဂျီဟတ်လုပ်ဖို့တာဝန်ကြလိုက်ကျွန်တော်အစင်းနဲ့ဖြစ်နေရမယ်အဲ့တော့ကျွန်တော်ဆုံးဖြတ်ချက်ကအခုတည်းကရှိနေမယ်ဂျီဟတ်မလုပ်ဘဲနဲ့တေဝါရင်လည်းအလ္လာဟ်ကျွန်တော်တို့ကိုစာဝတ်ပြီးကျွန်တော်တို့ကရပါတယ်ဆိုပြီးဒီတိုင်းပဲနေတဲ့ဂျီဟတ်ကဆန္ဒလည်းမရှိဂျီဟတ်ဖရပ်ဖြစ်လိုက်ဂျီဟတ်လုပ်မယ်ဆိုတဲ့ဆန္ဒလည်းမရှိပဲတေဝါရင်တမန်တော်ကအဒီရှိတယ်မမာတာအလာရှုဘတ်မင်နီဖာမွတ်စလင်များမှာဟာဒီဆယ်ရှုဘာဒီမူနာဖစ်ကပုံသဏ္ဍာန်မျိုးနဲ့ကွယ်လုံးရင်းနဲ့အန်ရရှိတယ်ကျွန်တော်တို့မူနာဖစ်ဘောကလွတ်ဖို့လည်းလို့အဲဂျီဟတ်ကဂျဇဘာရှိရမယ်အဲ့တော့ကုရ်အာန်ထဲမှာလည်းအမင်းရှိတယ်ဝါအီဒူမစတာတောအတုမင်ကူဘာဂျီဟတ်နဲ့ပတ်သက်ပြီးကျွန်တော်ဘလောက်အင်အားရှိတယ်ကျွန်တော်ဘလောက်နိုင်နေကျွန်တော်စူးစမ်းနေရတယ်နောက်ဆုံးမူဂျာဟစ်တွေကမူဂျာဟစ်ဆိုတာဂျီဟတ်ပဲလို့တာမအားလင်းဘူးဒီပုဂ္ဂိုလ်တွေကျွန်တော်တို့ဘလောက်တော့သင်ခန်းစာပေးတယ်ဆိုကျွန်တော်တဲ့အဝိချုပ်တဲ့အခါကျရင်လည်းကျွန်တော်နီးရက်လုံးတယ်ဂျီဟတ်တဲ့တွားပြီးဆိုတဲ့အခါကျအင်အားအမေအင်အားအမညီမဇနီးလိုက်ပြီးဝိမချုပ်ဘူးအဲ့ဒီမှာကျွန်တော်အဝိကျွန်တော်ချုပ်ကမှာဖနက်တဲကျိုးချိတယ်အဲ့ဒါလုပ်တဲ့အခါကျရင်ဂျီဟတ်မှာငါရောက်သွားတဲ့အခါငါ6ပေါ်ငါရက်ကမှာငါလုံးကမှာဒါတွေလုတ်တက်အောင်တင်လာသမင်းချက်တာနီးရက်ဂျီဟတ်တဲ့ရောက်သွားအင်အားအမေသမင်းချက်ပြီးမပို့ဘူးတထေးတွေငါတို့ဓမ္မအိုးပို့မှာမဟုတ်ကိုသမင်းကိုချက်ပြီးရတယ်လို့စားနေဘူးတွေက6တဲ့အခါကျရင်နီးရက်လို့ဂျီဟတ်သွားပြီဆိုတဲ့အခါကျရင်အဘူဒါလည်းခံရမှာအဲ့ဒီအရေးချင်းအဲ့ဒီခံနိုင်တဲ့အရေးချင်းရဖို့တော့ဆိုတဲ့နီးရက်လို့အဲ့ကျွန်တော်တို့ကအဲ့ဒီနီးရက်တွေလို့ရင်ကျွန်တော်ဂျီဟတ်မလုပ်ဘဲနဲ့လူတွေအမြင်မှာသူနေဘူးထဲမှာရှောက်သွားနေတာဒါမှလည်းအလ္လာဟ်ကကျွန်တော်တို့ကိုဘိုးမှာစည်ရင်ပြင်းနေမှာဘာတွင်းတော့ဂျီဟတ်တော့သူကြိုးပမ်းနေတယ်ကျွန်တော်တို့ကရာတေးတင်တာတိုင်းတင်တယ်ကျမ်းမာရေးကကိုခံအားရကျွန်တော်တင်တာဒီတိုင်းတင်ရင်တို့တင်ကြနီးရက်လို့ဒီကိုခံအားရကောင်းရင်ကဒီကိုကာကွယ်ရတဲ့နေရာမှာအတုံးချနိုင်တယ်ဆိုတဲ့နီးရက်ပါအဲ့မှာတလန်းနဲ့ချွေးတစ်စက်ကြတယ်ကိုစော်ဝါပြရတယ်အဲ့တော့ဂျီဟတ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကကြိုတင်ပြင်ဆင်မှုတွေကျွန်တော်တို့ဘယ်ပုံစံနဲ့နိုင်တဲ့ပုံစံနဲ့ကျွန်တော်တို့ပြင်ဆင်ရမယ်ဘယ်တော့အခါမှအစ္စလာမ်ရဲ့ရန်သူမွတ်စလင်တွေအားနည်းတယ်ဆိုတဲ့အမြင်ဖြစ်အောင်ကျွန်တော်တို့လုပ်ခွင့်မရှိဘူးရှင်းစအလောရှိမြတ်ကအမင်းရှိတယ်အလ်ဟဂျ်အရှဟူရ်မာလူမာဒီကနေ့တော့ဟဂျ်နဲ့ပတ်သက်တဲ့အကြောင်းအလောရှိမြတ်ကအမင်းရှိတယ်ဟဂျ်ဆိုတာကလည်းအလွန်အင်မတန်မှကိုအရေးကြီးတဲ့ဒီကဂန္ဓာကြီး၅ခုတည်းကအလွန်အရေးပါတဲ့ဂန္ဓာကြီးတစ်ခုဖြစ်တယ်အဲ့ဒီဟဂျ်မှာရုကွန်နှစ်ခုရှိတယ်တစ်ခုကဘာလဲအာရဖာဝူကူဖီအာရဖာလို့ခေါ်တယ်အာရဖာကွင်းမှာဆိုင်းငံ့မီနေခြင်းနောက်တစ်ခုကတဝါဖီဇီယာရတ်ဟဂျ်ပြီးရင်ဇီယာရတ်လုပ်တယ်တဝါဖီဇီယာရတ်ဆိုပြီးတဝါဖ်လုပ်တာအဲ့ဒီဟာဒီဟဂျ်မှာတော့အရေးကြီးအဲ့တော့ဟဂျ်ဆိုတာကဘာလဲဟဂျ်ကရက်က9ရက်ရှိတယ်9ရက်မှာနေရာပေါင်း9နေရာမှာအမလ်9ခုလုပ်ခြင်းကနာမည်ဟဂျ်9ရက်မှာ9နေရာမှာအမလ်9ခုလုပ်ခြင်းလုပ်ရက်9ခုကျေးဇူး9ခုလုပ်ခြင်းကနာမည်ဟဂျ်9ရက်ကဘာလဲဆိုဇီလ်ဟဂျ်လာ9ရက်8ရက်9ရက်10ရက်17ရက်12ရက်အဲ့ဒါဟဂျ်ကရက်9ရက်နေရာ9နေရာကဘိုက်တူလာကာဘာကျောင်းတော်နောက်တစ်ခုကဆောဖာနဲ့မရောခုနပြောခဲ့တဲ့ဆောဖာမရောတောင်းအဲ့ဒီမှာစိုင်ပြရအဲ့ဆောဖာနဲ့မရောနံပါတ်2နံပါတ်3ကမင်းနာကွင်းမြင်မင်းနာနံပါတ်3ကမုစဒလီဖာနံပါတ်5ကအာရဖတ်အဲ့ဒီနေရာ9နေရာလောကမှာအလုပ်ခုနကကအဟ်ရာမ်ပတ်တဲ့အလုပ်လုပ်ရမှာအဟ်ရာမ်ဝိပုစင်ကြနှစ်ပိုင်းအဟ်ရာမ်နောက်တစ်ခုကတဝါဖ်လုပ်ခြင်းဆအီပြေးခြင်းဝူကူဖီဝူကူဖ်လုပ်ခြင်းနောက်ရမီဒီမှာဂဲပေါက်ခြင်းနံပါတ်6ကကူရ်ဘာနီလုပ်ခြင်းဟဂျ်ကအမလ်ပြီးပြီဆိုရင်အဆုံးမှာကူရ်ဘာနီလုပ်ရတယ်ကူရ်ဘာနီပြီးသွားရင်နောက်ဆုံးအမလ်ကပါလေအဟ်ရာမ်ချုပ်ဖို့တော့နောက်ဆုံးလုပ်ရတဲ့အမလ်ကဟာလတ်ခေါင်းတုံးတာဒါမှမဟုတ်ကဆလုခေါ်တဲ့လက်စစ်စပင်ညလိုက်အဲ့ဒါလို့ချင်းအရိယာကနာမည်ကအဲ့ဒါဟဂျ်ပဲဟဂျ်ကအမလ်ကတစ်ဖက်ကပြန်ပြီးအလောက်ခတ်လားဆိုအလောက်မခတ်ဘူးအရိယာကိုအခြေခံပြီးလူအဲ့တော့ကျွန်တော်ပြင်လိုက်ရင်ဟဂျ်လုပ်ဖို့လည်းလွယ်သွားလိမ့်မယ်ရှင်းစအလောရှိမြတ်ကအမင်းရှိတယ်ဝမန်ယာရတဒစ်မင်ကွမ်အန်ဒီနီဖယမုဒ်ဝဟူဝါကာဖီفأولئك حبطت أعمالهم في الدنيا والآخرة وأولئك أصحاب النار هم فيها خالدون ဒီကနေ့ပြီးတော့မော်တတ်တဲ့ပြစ်ဒဏ်ကိုပြောတယ်လူတယောက်ကအစ္စလာမ်ကိုလက်ခံတယ်အစ္စလာမ်ကိုလက်ခံပြီးအစ္စလာမ်ကိုကြောခိုင်းသွားတယ်အစ္စလာမ်ကိုဆွန့်လွတ်လိုက်တယ်အခြားဘာသာတစ်ခုခုကိုပူပြောင်းသွားပြီဆိုသူနဲ့ပတ်သက်တဲ့ပြစ်ဒဏ်ဒီမှာပြောတယ်သူကပြစ်ဒဏ်က3မှုရှိတယ်လူတယောက်ကအစ္စလာမ်ဘဝမှာသူအမလ်အီဘာဒတ်တွေမြောက်များစွာလုပ်ခဲ့တယ်သူကုဖရ်ဘောကိုပြန်ဦးတည်လိုက်တယ်အစ္စလာမ်ကိုဆွန့်လွတ်လိုက်တယ်ဘာသာပြောင်းသွားတယ်ဆိုတာလေသူလုပ်ခဲ့တဲ့ပြစ်ဒဏ်ကပထမပြစ်ဒဏ်ကသူလုပ်ခဲ့တဲ့ကောင်းမှုတွေအားလုံးအလကားဖြစ်သွား
အလ္လာဟ်ဖြတ်သိမ်းလိုက်တယ်ပယ်ဖြတ်လိုက်တယ်ဘာမှအတူအကျိုးမပြုတော့ဒုတိယပြစ်ဒဏ်ကဒုနီယာမှာသူခံရမှာအစ္စလာမ်ရဲ့နိုင်ငံဆိုရင်အစ္စလာမ်ရဲ့အုပ်ချုပ်မှုရှိတယ်တရားသူကြီးလည်းရှိတယ်အုပ်ချုပ်မှုလည်းရှိတယ်ဆိုရင်သူ့ကိုပွက်မြတ်လိုက်ရမယ်သူ့ကိုတည်တာပြီးလိုက်သူ့အရင်ဆုံးမတက်ခင်မှာသူ့ကိုနစီယတ်လုပ်တော့မယ်သူ့ကိုပြန်အစ္စလာမ်ဘက်ကိုဖိတ်ခေါ်မယ်ပြန်ပြီးတော့ကိုဖူကဲဆိုဂျိုတွေအစ္စလာမ်ရဲ့ကောင်းခြင်းတွေဂျန်နတ်အကြောင်းဂျဟန္နမ်အကြောင်းကိုဖူဘောပေါ်လိုက်ဘလို့ဂျဟန္နမ်မှာနေရမယ်ဆိုတော့ပြစ်ဒဏ်တွေဒါတွေကိုပြောပြီးသူ့ကိုစုံးမပြီးအစ္စလာမ်ဘက်ကိုပြန်ဖိတ်ခေါ်အဲ့ဒါမှသူလုံးဝပြောင်းလဲမှုမဖြစ်လာဘူးကိုဖူဘောမှာပဲယက်တီဖို့တော့သူဆုံးဖြတ်လိုက်ပြီဆိုရင်အစ္စလာမ်ရဲ့အုပ်ချုပ်မှုရှိတယ်ဆိုရင်သူ့ကိုဒုနီယာမှာလည်းသူ့ကိုပြစ်ဒဏ်အနေနဲ့တည်တာပေးလိုက်ရနံပါတ်3ကအာခရတ်မခံအဆုံးမရှိတဲ့တတန်းမှာသူတေရာနဲ့တေပြန်နဲ့ဂျဟန္နမ်မှာနေရမှာပြစ်ဒဏ်ခံရမှာကသူအဆုံးမရှိတဲ့ဇင်ဒဂီတစ်ခုလုံးမှာပြစ်ဒဏ်ခံမော်တတ်ဖြစ်သွားအဲ့ဒီပြစ်ဒဏ်တော့မှုရှိအဲ့ဒီကတော့မှအလောရှိမြတ်ကအမင်းရှိတယ်ဝယက်အလူနကအန်လ်မဟီဒ်ကုလ်ဟူဝအဇန်ဖာတဇီရုန်နီဆာဖီလ်မဟီဒ်ဝလာတကရဘူဟွန်နဟတ်တာယတ်ဟူနဖာအီဇာတတဟရနာဖာတူဟွန်နမင်ဟိဆူအမရကုမ်လာဒီကနေပြီးတော့အမျိုးသမီးကဟိုင်းစ်နဲ့ပတ်သက်ပြီးတဘာဝဓမ္မတာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုတင်ပြအဲ့တော့အမျိုးသမီးတွေဟိုင်းစ်လာနေပြီဆိုရင်သူတို့နဲ့အတူတူဆက်ဆံခြင်းကဒါဟာပါဖြစ်တယ်တဘာဝဓမ္မတာဆိုတာလာစေသူတို့ပုံမှန်လာတယ်သူရက်သူရှိမှာတော့3ရက်5ရက်9ရက်ဒါရှိတွင်းစင်တဲ့ရက်အဲ့ဒီရက်ဒီမှာမိမိကဇနီးတယ်နဲ့နေကာဖတ်ထားတာတော့မှန်တယ်ကိုတော့ဟာလာတော့မှန်တယ်အဲ့ဒီအချိန်မှာတော့ဒီပေါင်းနေဆက်ဆံခြင်းကဒါဂုဏာရီကပီတာဖြစ်တယ်ဘာကြောင့်လဲကိုယ့်ရဲ့အကျိုးအတွက်ကျွန်တော်တို့ကအကျိုးအတွက်ပဲတာနာကတတ်မှာတယ်ဘာကြောင့်လဲအဲ့ဒီအချိန်တွင်းစင်အဲ့ဒီတွင်းတွေမှာလူကိုစိုးကြိုးပြတဲ့ပိုးတွေပါတယ်မတတ်ဘူးအဲ့ဒီရက်တွေကိုလည်းမတတ်ဘူးလို့ပြောတယ်ပိုးတွေပါတဲ့အတွက်သွားပြီးပေါင်းနေဆက်ဆံလိုက်တယ်ဆိုရင်ခီဝစင်းယောဂါလို့ပါလို့ဖြစ်တတ်တယ်အရေးပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အဲ့ရောတာနာကဂယုဏတတ်တဲ့အနေနဲ့မိမိကဇနီးတွေကတွေးစင်းနေတဲ့တဘာဝဓမ္မတာလာနေတဲ့ high ဖြစ်နေတဲ့ရက်ဒီမှာသူလည်းမပေါင်းတင်ဘူးသူကတာပေါင်းနေခြင်းကိုတားမိတယ်ဒါအဲ့ဒါ high ဆိုတာကရိုးရိုးကာလမှာပုံမှန်3ရက်တလားစီပုံမှန်လာတာကို high လို့ခေါ်တယ်နောက်တစ်ခုတွေးစင်းခြင်းတမျိုးကခလေးတယောက်မွေးလိုက်တယ်ခလေးမွေးပြီးတွေးစင်းတယ်အဲ့တွေးစင်းတာအဲ့ဒါ high လို့အဲ့ဒါက nifas လို့ခေါ်တယ်အဲ့တွေးစင်းနေတဲ့အချိန်မှာလည်းမိမိကဇနီးတယ်နဲ့ပေါင်းတင်လို့မရဘူးသူကကာလကတော့အနည်းဆုံးဆိုတာမရှိဘူးအများဆုံးရက်40ရက်ပိုင်းနဲ့လည်းဒီတွေ့ရရက်ချင်ရက်တာအများဆုံးဘယ်လောက်ထိသွားမလဲရက်40ထိသွားမယ်အဲ့ဒီအတွင်းထဲမှာသွားပြီးမိမိကဇနီးတယ်နဲ့ကလေးမွေးပြီးတွေးစင်းနေတဲ့ကာလမှာမိမိကဇနီးတယ်နဲ့ပေါင်းတင်လို့မရှိဘူး high လာနေတဲ့အချိန်မှာမိမိကဇနီးတယ်နဲ့မပေါင်းတင်ဘူးဆိုတော့ကုရ်အာန်ကအမိန့်နေဖာစ်ပြနေတဲ့ကလေးမွေးပြီးတွေးစင်းနေတဲ့အချိန်မှာမိမိရဲ့ဇနီးတယ်နဲ့မပေါင်းတင်ရအောင်ဆိုတော့ကုရ်အာန်ကအမိန့်မဟုတ်ကုရ်အာန်မှာမပါဘူးဒီအာယတ်ကိုပဲအချိန်ခံဟာဒီစ်မှာတော့မိမိကဇနီးတယ်ကလေးမွေးပြီးတွေးစင်းနေတဲ့အချိန်မှာပေါင်းတင်ခွင့်မရှိဘူးဆိုတာတော့ဒါဟာဒီစ်မှာတော့ပါရှိတယ်အဲ့ဒီတိုင်းမှာမိမိကဇနီးတယ်ကမိမိနဲ့ဇနီးတယ်ကနေကာလို့လိုက်ရင်မိမိပိုင်တယ်မိမိတဟာလာပဲဒါပေမဲ့သူ့ကအနောက်နေရာကနေပြီးတော့ပေါင်းတင်ဆက်ဆံနေဟာရမယ်အဲ့ဒါကျင့်ကြီးစွန့်တဲ့နေရာအဲ့ဒီနေရာကနေတွားပြီးဆက်ဆံမယ်ဆိုရင်အဲ့ဒီနေရာကလည်းငင်းငန်းအရာခေါ်တဲ့နေရာအဲ့ဒီနေရာမှာလူ့အတွက်အကျိုးမပြုတဲ့ယောဂတွေဖြစ်နေတာဆိုးကျိုးဖြစ်နိုင်တဲ့ယောဂတွေဖြစ်နိုင်တယ်အဲ့ဒါကြောင့်အနောက်ကနေတွားပြီးတော့ပေါင်းတင်ဆက်ဆံခြင်းကလည်းဒါဂုဏာယီကပီတာဖြစ်တယ်ဟာရမ်ဖြစ်တယ်ဒါပေမဲ့တစ်ခုရတာကဘာလဲဆိုတော့အနုတ္တိက high လာနေတယ်ဆိုရင်သူ့ရဲ့ချက်ကနေပြီးတော့ဘူဒီအုပ်လာအဲ့ဒါကိုမဖွင့်နဲ့ကျန်တဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းကိုထိတွေးလို့ရတယ်အထူးခံစားလို့ရတယ်ရှင်းစလောရှင်ကအမင်းရှိတယ်အတ္တလာကုမရတန်ဖိုင်ဆာကုဘီမာရူဖင်အော်တစလီဟွမ်ဘီအီဆန်ဒီကနေပြီးတော့တလာကအမင်းကိုပြောပြဒီနေ့တလာကဂါနာကိုကျွန်တော်နားမလဲလို့လည်းအိမ်တော်နဲ့လွယ်လွယ်လေးတွေနဲ့ပြတ်တာပြန်ပြင်လို့မရတဲ့အမားတွေပြန်မှာဒီကနေပြီးတော့အလောရှင်ကကျွန်တော်တို့ကိုတော်လာကနဲ့ပတ်သက်ပြီးသင်ခန်းစာပေးတယ်ကျွန်တော်တို့မှတ်ထားမှာကမိမကိုမိမိကဇနီးတွေကိုတော်လာတစ်ချိန်လို့ပြောရင်တစ်ချိန်ကြမယ်နှစ်ချိန်လို့ပြောရင်နှစ်ချိန်ကြမယ်သုံးချိန်လို့ပြောရင်သုံးချိန်ကြမယ်ထိုင်ဝမ်တစ်ခုတည်းမှာသုံးချိန်လို့ပြောရင်သုံးချိန်ကြမယ်ဒီထိုင်ဝမ်မှာတစ်ချိန်လို့ပြောတယ်နောက်ထိုင်ဝမ်မှာပြောပြီးနောက်တစ်ချိန်လို့ပြောတယ်နောက်တစ်နေ့မှာနောက်တစ်ချိန်လို့ပြောတယ်ဆိုတော့သုံးချိန်ပြောရင်သုံးချိန်ပဲကြပြန်ရုံသိမ်းလို့မရပြန်ရုံသိမ်းလို့ရတဲ့တော်လာဒီနှစ်ချိန်မျိုးသမီးကိုမိမိဇနီးတွေကိုမိမိကဘယ်လောက်တစ်ချိန်ပေးတယ်လို့ပြောလိုက်တယ်ပြန်ရုပ်သိမ်းလို့ရတယ်။နှစ်ချိန်ပေးလိုက်တယ်ပြန်ရုပ်သိမ်းလို့ရတယ်ဘလို့ရုပ်သိမ်းလဲမိမိဇနီးတော့တွားပြီးတော့နေရတယ်ဟာမိမရတယ်ဟာတွားပြီးချော့လိုက်အလုံးနဲ့နေရူဂျူစာပြီးထွက်သွားပြီအဲ့ဒါသူ့မိမနဲ့တူနေတော်လောက်ကိုပြန်ရုပ်သိမ်းလိုက်တာလို့ခေါ်တယ်။တွားပြီးတော့နမ်းလိုက်တယ်သူ့ထိတွေးလိုက်တယ်သူ့ကိုဂယုဏတက်တဲ့ပုံစံမျိုးနဲ့ဆက်ဆံလိုက်တယ်ဆိုရင်အဲ့ဒါကပေးလိုက်တဲ့တော်လောက်ကိုရူဂျူလုပ်လိုက်တာတော်လောက်ပေးပြီးတဲ့ဟာတော့ပေးပြီးတော့ပြန်မရဘူး။အရှိကိုထပ်မတိုးတော့ပြန်ပေါင်းလို့ရတဲ့တော်လောက်ကိုနှစ်ချိန်ပဲ
တုံးနေပေးလိုက်ပြီဆိုရင်တော့ဘာနဲ့မှကူလို့မရတော့အဲ့ဒီတော်လောက်ပေးလိုက်ပြီဆိုတဲ့အခါကျရင်ကိုကတော်လောက်ပေးလိုက်တဲ့အခါကျမိမိဇနီးတွေကိုပေးထားတဲ့မဟဲပြန်ယူခြင်းမရှိဘူးငါကိုနဲ့ကိုတော်လောက်ပေးတာလေခါလိုက်မဟဲပြန်ပြီးတော့ယူခြင်းမရှိဘူးအဲ့မိကဇနီးတွေကိုနေကလို့ရှိရင်မဟဲပေးတယ်နေကလို့ပြည့်နောက်ပိုင်းမှာမိမိဇနီးတွေကခြေနဲ့လို့တော့အရှင်တော့အရင်ကြီးလုံးလိုက်ရှင်းအလုပ်ထဲမှာထဲတယ်သူကခြေနဲ့လို့ပေးတယ်ဆိုရင်အဲ့ဒါကတကန့်သွားလိမ့်မယ်အဲ့ဒါကကိုအကျိုးခံစားမယ်ဆိုရင်အကျိုးခံစားခွင့်ရှိအဲ့တော့တော်လောက်ကိစ္စတွေထဲမှာနောက်တစ်ခုကလင်မယားနှစ်ယောက်ကအဆင်မပြေဘူးတလောက်တော့မပြေဘူးပြောဘလို့မှတလောက်မပြေရဘူးဒီလင်မယားနှစ်ယောက်ကပေါင်းနေဆက်ဆံတဲ့ဇနီးမောင်နှံနှစ်ယောက်ကဘဝတစ်ခုကိုတည်ဆောက်လာတယ်ဘလို့မှအရှိမရှရီယတ်ကအညီတယောက်ကတယောက်ဝတရားတွေကိုခြေပြောင်းလုံးနိုင်တဲ့အရေးရှိမရှိဘူးမိမိဇနီးတွေကလည်းဒီယောက်ျားနဲ့ပေါင်းဖို့ကဘလို့မှစိတ်ကမပါတော့အဲ့ဒီချိန်ကျရင်တလောက်ဘလို့လုံးမလဲအမျိုးသားတစ်ဖက်ကတလောက်လည်းမပြေဘူးကိုယောက်ျားကိုပြောတယ်မင်းနဲ့ငါနဲ့မပေါင်းချင်တော့ငါ့ကိုတလောက်ပြင်ပေးလိုက်ပြင်ပြီးတော့ပွာလိုက်လည်းရတာတလောက်ပြင်ပေးလိုက်ယောက်ျားဖြစ်သူကလည်းတလောက်မပေးဘူးဆိုရင်သူရှိကလည်းလွတ်မြောက်မှုရဖို့တော့အဲ့ဒီချိန်ဘာလို့ရမလဲဆိုရင်မဟရနဲ့အပေးယူလို့ကိုနေကာလို့တော့ကမဟရပြင်ငါးမူတာတစ်ချက်ကရလာမယ်အဲ့ဒီမဟရကိုပြန်ပေးလိုက်သူကတလောက်ပေးလိုက်အဲ့ဒီမှာတစ်ချက်ကဘာလဲဆိုရင်နှစ်ဦးတစ်ပေါက်သူကျင်တာနှစ်ဦးကျင်တဲ့ကယောက်ျားကလည်းမဟရယူပြီးတော့တလောက်ပေးခြင်းကိုလက်ခံရမယ်မိန်းမကလည်းမဟရပြီးပြီးတလောက်ယူခြင်းကိုလက်ခံမယ်နှစ်ဦးနှစ်ဘက်ကသဘောတူညီမှုရှိတယ်ဆိုရင်အဲ့ပုံစံမျိုးနဲ့ကွာရှင်းလို့ရတယ်အဲ့ဒါကိုအစ္စလာမ်ရဲ့အတုံးလုံးမှာခိုလာလို့ပေါ့မိန်းမကမပေါင်းကျင်တော့ဘူးယောက်ျားကဆိုးလို့ပြီးပေလို့ပြီးဖြစ်ချင်နေခြင်းကိုနေလို့ပြီးဘလို့မှစိတ်ချင်းတအားစားတာမရှိဘူးကွာခြင်းတယ်ဆိုရင်ကိုယ်ကလည်းတလောက်မပေးဘူးဆိုရင်နင်းမဟနဲ့ပြန်ပြီးတော့တလောက်ပေးတယ်အဲ့ပုံစံနဲ့ကွာခြင်းကိုဒါခိုလာလို့ပေါ့အဲ့ဒီကတော့နောက်တစ်ခုကကွာရှင်းပြတ်စေပါလို့တုံးတလောက်ဖြစ်သွားတယ်ဟိုမှာမိမိရဲ့ဇနီးကိုတုံးကျင်တလောက်ပေးလိုက်တယ်ပေးလိုက်ပြီဆိုရင်ဘလို့နည်းနဲ့မှပြန်ပေါင်းလို့မရတော့ဟာလာလာဆိုတော့တစ်မျိုးရှိတယ်ဒီနေ့အစ္စလာမ်ကပြောတဲ့ဟာလာလာနဲ့လူတွေလုံးနေတဲ့ဟာလာလာနဲ့တော့မတူဘူးအဲ့တော့လူတွေလုံးနေတဲ့ဟာလာလာကိုဟာနာဖီတွေလုံးနေတဲ့ဟာလာလာဆိုပြီးတော့လည်းပြောလို့မရအောင်ကျွန်တော်နဲ့လည်းဘာမှမဆိုင်ကျွန်တော်တို့ဟာနာဖီဖေကာနဲ့လည်းဘာမှမဆိုင်ဟာလာလာကုရ်အာန်ကပြောတဲ့ဟာလာလာကပါလေယောက်ျားဖြစ်သူကမိမိရဲ့ဇနီးတွေကိုသုံးလောက်ပေးလိုက်တယ်သူတို့နှစ်ယောက်ကတလောက်ဖြစ်သွားပြီးကွာရှင်းပြတ်စေတော့အဲ့ဒီအမျိုးသမီးဒီအဒတ်ထိုင်နဲ့သူကအဒတ်ကာလပြီးသွားတဲ့အခါကျသူကြိုက်တဲ့ယောက်ျားယူတယ်ယူပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီယောက်ျားကဒုတိယသူယူလိုက်တဲ့ယောက်ျားကကွယ်လွန်သွားတယ်အကြောင်းမျိုးတော့ကွယ်လွန်သွားတယ်ဆိုသူအဒတ်ထိုင်ပထမယောက်ျားနဲ့ပြန်ယူအဲ့ဒါဟာလာဒါမှမဟုတ်ဒုတိယယောက်ျားယူလိုက်တယ်ဒုတိယယောက်ျားကလည်းသူ့ကိုသွားပြီးတော့တလောက်ပေးလိုက်တယ်ကွာရှင်းပြတ်စေမှုဖြစ်သွားတယ်ဆိုရင်အဒတ်ထိုင်နဲ့အဒတ်ဘူးကပထမယောက်ျားနဲ့ပြန်လဲပေါင်းတင်အဲ့ဒါရှရီယတ်ကပြောတဲ့ဟာလာတော့ကိုဒီပုံစံလိုပြပါဟိုပုံစံလိုပြပါဟိုလိုလိုပါဒီလိုလိုပါလို့တတ်မှတ်ချင်းဒါဂုဏာရေးကပီတာဖြစ်တယ်လုံးလိုက်မပိုင်သွားမှာဥမာမောင်ပြူကသူ့မိမကိုတလောက်ပေးလိုက်တယ်နောက်တစ်ယောက်ကကလေးတွေလည်းရှိတယ်ပူညီချင်းတယ်ကဲမင်းမတော့ငါတော့နေကာလုံးလိုက်မယ်ရှရီယတ်ကအတိုင်းငါတစ်ခေါက်ပေါင်းလိုက်မယ်ပြီးငါတလောက်ပေးလိုက်မယ်ပြီးရင်ပြန်ပြီးအသက်ပြီးသွားရင်ပြန်ပေါင်းလိုက်ပေါ့အဲ့ပုံစံနဲ့တတ်မှတ်ပြီးတော့ဟာလာလုံးလိုက်တယ်ဆိုရင်ပိုင်သွားမယ်ဂုဏာရေးကပီတာလုံးတဲ့လူတွေအပေါ်မှာဒါဂုဏာရေးကပီတာဖြစ်တဲ့ဂုဏာထိုက်တဲ့ပထမလူကသူတလောက်ပေးလိုက်ရင်ပထမယောက်ျားပြန်ယူမယ်ဆိုရင်ဒါယူလို့ရတယ်နောက်တစ်ခုကြားပြတလောက်တစ်ချိန်ပေးလိုက်တယ်မိမိကဇနီးတွေကိုတလောက်တစ်ချိန်ပေးလိုက်တယ်သူကဟိုက်တစ်ခေါက်လာသွားတယ်ကိုကပြန်မယုံသေးဘူးဒုတိယချိန်ဟိုက်လာတယ်ပြန်မယုံတော့ပြန်တတ်တယ်တတိယချိန်ဟိုက်လာတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်ကပြန်ယုံသိမ်းလို့ရတယ်မယုံသိမ်းမဲ့ကျွန်တော်ကဒီတိုင်းမဲ့ဆက်နေလိုက်လို့သူကပြန်တတ်သွားပြီဆိုရင်ပြန်လူကျူးလို့ကကျွန်တော်မှအခွင့်အာဏာမရှိတော့တော်လာကေရကြီးဘဝနဲ့တော်လာကေဘိုင်းဘဝပြောင်းသွားတယ်ချက်ချင်းကုနေကပြတ်သွားပြီဒါပေမဲ့သူ့ကထူးခြားမှုကောင်းခြင်းတစ်ခုကဘာလဲဆိုရင်အမျိုးသမီးကခြေနဲ့တယ်ဆိုရင်လက်ခံတယ်ဆိုပြန်ပေါင်းလို့ရတယ်ခုနလိုဟာလာတွေပါညာတွေဂျားမှာဘာမှအရှုပ်ရှင်းတစ်ခုမှမရှိလွယ်တယ်နေကပြန်ဖတ်မဟာပြန်ပြီးပြန်ပေါင်းတင်လို့ရတယ်တော့အိမ်တော်ရေးကိစ္စပြီးတော်လာကိစ္စပြီးတဲ့နောက်ပိုင်းမှာလောက်ရှင်ကအဲဒီမှာဂျားပြတစ်ခုနေသွားတချို့တွေရှိတယ်အဒတ်ကာလကုံတော့မယ်လွတ်ထားတာဧတကာလကုံငံကြီးမှာပါပြီးရူကျူးလုပ်တယ်။ဘာကြောင့်ရူကျူးလုပ်တာလဲဆိုတော့ပြန်ပေါင်းကျင်လို့လားဆိုတော့မဟုတ်။ပေါင်းကျင်လို့မဟုတ်ဒုက္ခပြီး။သူဧတကာလရှိအောင်ဧတပြည့်တော့မဆိုတာမိမရဲ့ဘာပြန်ချော့လိုက်တယ်။အဲ့ဒါဆိုရင်အဲ့လုတ်ချင်းကဒါဂုဏာဖြစ်တယ်အဲ့ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူး။အဲ့လိုမျိုးလို့ချင်းတော့ရှောင်ဖို့လိုအပ်တယ်။အခုအရှင်းမှာဘလောက်ရှိမှကအမင်းရှိတယ်။ဝလ်ဝါလီဒါတူယူဒီနာအော်ဒါဒဟွန်နာဟောလိုင်းကာမီလိုင်းလီမန်အရာဒယူတင်မရဒွာလီမန်အရာဒအန်ယူတင်မရဒွာဒီကနေပြောတာကခလေးနိုးတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမှာစတယ်
အဲ့တော့ကလေးတယောက်မွေးလာပြီဆိုရင်လည်းသာနာကလူကြီးတွေကဝတရားကိုလည်းပေးတယ်ကလေးတွေကဝတရားကိုလည်းပေးတယ်အမျိုးသားကဝတရားအခွင့်အရေးကိုလည်းပေးတယ်အမျိုးသမီးကအခွင့်အရေးကိုလည်းပေးတယ်ကလေးကအခွင့်အရေးကိုလည်းပေးတယ်ကလေးတယောက်မွေးလာပြီဆိုလို့ရှိရင်အဲ့မွေးလာတဲ့ကလေးကိုနည်းနည်းတည်တည်နှုတ်တိုက်ကြည့်ရမယ်ဒါအစ္စလာမ်ကပေးတဲ့အခွင့်အရေးတစ်ချိန်လုံးကအစ္စလာမ်ကအခုမှပေးတာမဟုတ်ဇမာနာတွေကပေးတာနို့ရဲ့အကျိုးအာနိသင်ကဘာပေါ်မှာမပေါ်လွင်တဲ့အချိန်တွေကပြောတာအခုမှတိတ်ပံပညာရှင်တွေကထွန်းတိတ်ပံတိုးတက်လာပြီးဆရာဝန်တွေဤပညာတွေတက်လာပြီးတော့တိုးတက်လာပြီးတော့ဟာကလေးတွေကိုနှုတ်တိုက်တော့ဉာဏ်ကြီးကောင်းတယ်ဘာကောင်းတယ်အခုမှပြောနေတယ်အဲ့ဒီဤပညာတွေမတိုးတက်ခင်အရင်ဟိုနေပေါင်း1400အရင်တွေကလေအလ္လာဟ်ရဆူလ်ကနှုတ်တိုက်ခိုင်းတယ်မနစ်တိုက်ခိုင်းတယ်တိတ်ပံကနောက်ပါအဲ့အစ္စလာမ်ကမှန်ကန်မှုကအဲ့ဒါပေါ်တယ်တမန်တော်ကဇေယုံတစ်လုံးကပြေဝမှုရတယ်ဒါပေါ်တယ်တမန်တော်ကအရေးချင်းဂုံရင်မြင့်မားမှုတွေကညနေတည်တယ်အဲ့တော့ကလေးတယောက်မွေးလာပြီဆိုလို့ရှိရင်နန်းနေတီတီကလေးကိုနှုတ်တိုက်ရမယ်ဒါတာဝန်ဖြစ်တယ်အဲ့တော့ကလေးတယောက်ကနှုတ်တိုက်တဲ့နှုတ်တောက်နေတဲ့ကာလအဲ့နန်းနေအတွင်းထဲမှာအခြားအမျိုးသမီးတယောက်ယောက်ကနှုတ်ကိုတောက်လိုက်တာဆေးရုံနေမှာဖြစ်တယ်ဒါကအမေဖြစ်သူကမှဆေးဖို့တွားနေကလေးကကလေးမှာငိုနေတဲ့ဘေးမှာကလေးမူရတဲ့ဘေးမှာတယောက်ကခေါ်ပြီးကလေးတိုက်ကလေးကိုနှုတ်တိုက်လိုက်တယ်ဆိုအဲ့မှာစပြီစလားပရိထားပေါ့အဲ့တော့မောင်နှမဒီတွေးတော်လို့အမျိုးတွေးကြောင်မျိုးတော်တာရှိတယ်ဘယ်အရာတွေကတွေးတော်လို့နေကာဟာရမ်ဖြစ်တာလို့ပရဒါကိစ္စတွေအဲ့ဒီအမိန့်တွေကဘယ်လိုတက်ရောက်မှုရှိတာလဲနှုတ်တိုက်မိခင်နှုတ်တိုက်ကားမှာအဲ့ဒါဒဇင်းအမျိုးသမီးတယောက်ကနှုတ်တိုက်လိုက်တယ်သူကတောက်လိုက်တယ်ဆိုရင်အဲ့နှုတ်တောက်လိုက်တယ်ဒဇင်းအမျိုးသမီးတိုက်လိုက်တယ်ကိုဖားခင်ကဇနီးမဟုတ်တဲ့အခြားသူကဇနီးတယောက်ကတိုက်လိုက်တဲ့နှုတ်ကိုတောက်လိုက်အဲ့ကလေးကအဲ့ဒီမိခင်ကနှုတ်တိုက်တားပြသွားတယ်အဲ့ဒီအမျိုးသမီးကသူကနှုတ်တိုက်မိခင်ပြောပါတယ်ကိုမိခင်ကမွေးတဲ့မောင်နှမတွေနေကာလို့လို့မရဘူးနှုတ်တိုက်မိခင်ကမွေးတဲ့မောင်နှမတွေနဲ့နေကာလို့လို့မရဘူးအဲ့ဒီအမိန့်တွေကနောက်မှရှေ့ဆက်ဒါတွေကဖြစ်လာမယ်အဲ့လိုအခြေအနေတွေရောက်လာပြီဆိုတဲ့အခါကျရင်တော့တာနာပညာရှင်တွေကိုမေးပြီးတော့ရှင်းလို့လေရှေ့ဆက်အလောင်းရှင်ကအမိန့်ရှိတယ်ဝလဇီနာယူတဝဖောနာမင်ကုမ်ဝယဇရူနာအဇဝါဂျင်ယတရဘစနာဘီအန်ဖူဆီဟင်နာအရဘာအတအရှဟူဝအရှရာဒီကနေပြီးတော့အစ်ဒတ်နဲ့ပတ်သက်တဲ့အကြောင်းကိုတင်ပြတယ်အဲ့တော့ယောက်ျားတယောက်ကွယ်လွန်သွားတယ်သူကလည်းအစ်ဒတ်ထိုင်မှုဝါဂျစ်တာဝန်ရှိတယ်တလတ်ပေးလိုက်တယ်သူကလည်းအစ်ဒတ်ထိုင်မှုတော့ဝါဂျစ်တာဝန်ဖြစ်တယ်အဲ့တော့လူတယောက်ကမြို့သမီးကိုတလတ်ပေးလိုက်တယ်ဆိုရင်သူကတလတ်ရဲ့အစ်ဒတ်က3 height တုံးကလာမယ်ယာဒီတုံးကလာမယ်အကယ်၍များယာဒီလာနေသေးတဲ့အမျိုးသမီးဖြစ်တယ်ဆိုရင်3 heightအကယ်၍ဒီအမျိုးသမီးက height မလာတဲ့အရွယ်ဖြစ်နေလို့တော့အသက်ကြီးပြီးတော့ height မလာတဲ့အရွယ်ရောက်သွားပြီဆိုတော့သူကအစ်ဒတ်က3 height မဟုတ်တော့ဘူး3လဖြစ်သွားတယ်အကယ်၍တလတ်ပေးခံရတဲ့အမျိုးသမီးကကိုယ်ဝင်ဆောင်လာတဲ့အမျိုးသမီးဖြစ်မယ်ဆိုရင်သူကအစ်ဒတ်ကာလဒီအဲ့ဒီကိုယ်ဝင်ရဲ့ကာလကို6လဖြစ်ရင်လည်းဖြစ်မယ်ကိုဝင်တယ်တဲ့အချိန်မှာတလောက်ပြီးလိုက်သူအသက်က3လ3 height စီမို့တော့ကိုဝင်ပြီးတဲ့အထိရှိသွားမယ်ရက်ကာလကြာသွားမယ်တခါတခါကြာလို့ကိုကအခုပဲတလောက်ပြီးလိုက်တယ်ဒီနေ့ပဲတလောက်ပြီးတယ်နောက်နေ့ကလေးမွေးသွားတယ်အစ်ဒတ်ကပြီးသွားဟုတ်ပြီနော်ဒါတခုနောက်တစ်ခုအစ်ဒတ်ကဘာလဲကွယ်လုံးအနိုးတောက်ကွယ်လုံးသွားပြီယောက်ျားကွယ်လုံးသွားပြီဆိုအဲ့ဒီဇနီးတဲ့ကအစ်ဒတ်ထိုင်ရတယ်သူကအစ်ဒတ်က4လနဲ့10ရက်4လနဲ့10ရက်အကယ်၍ဒီအမျိုးသမီးကလည်းဒီဘာလို့ကိုဝင်ရှိနေတယ်ဆိုရင်သူ့ရဲ့အစ်ဒတ်ကလည်းအဲ့ကိုဝင်ခလေးမွေးလိုက်တာနဲ့သူ့ရဲ့အစ်ဒတ်ကာလကလည်းပြီးဆုံးသွားတယ်ရှေ့ဆက်အလောရှင်ကအမင်းရှိတယ်ဝလာဂျူနာဟာအလိုင်ကွန်ဖီမာအရတ်တုံဘီမင်ကစ်ဘတ်န်နီဆာအောအကနန်တုံဖီအန်ဖူစီကွန်တလတ်ပေးခံရတဲ့အမျိုးသမီးကိုနင်းကိုတလတ်ပေးလိုက်ပေးခံရတဲ့အစ်ဒတ်ထဲမှာရှိတယ်အဲ့ဒီအမျိုးသမီးကိုသွားပြီးတော့နင်းနဲ့အစ်ဒတ်ပြီးသွားရင်ငါနေကလုံးမယ်လုပ်ခွင့်မရှိဘူးဒီအမျိုးသမီးကလည်းလက်ခံမယ်မရှိဘူးယတိပြစကလုံးနဲ့အစ်ရှာရာနဲ့ပြောလို့ရတယ်ဒီအစ်ဒတ်ပြီးသွားရင်ကောင်းတဲ့ယောက်ျားရအောင်ပါပေါ့စာရပြအဲ့လိုမျိုးပြောမယ်ဆိုငါပြတ်လာမရှိဘူးယတိပြက်ဒီဟာပြီးသွားရင်နင်းနဲ့ငါနဲ့နေကလုံးမယ်နှုတ်ရောဘူးနဲ့နေကလုံးပေးမယ်ဆိုယတိပြက်ပုံစံမျိုးနဲ့သွားပြီးတော့အစ်ဒတ်ကာလမှာပြောခွင့်မရှိဘူးအဲ့ဒါနောက်ဆုံးတစ်ခုကဒါနောက်ဆုံးပဲအခုရှေ့ဆက်အလောရှင်ကအမင်းရှိတယ်ဖာလမ်မာဖာဆလာတောလူဒူဘင်ဂျူနူဒီပါရာကနောက်ဆုံးမှာတွာလူနဲ့ဂျာလူအကြောင်းကိုပြောပြတယ်တွာလူကဘယ်လိုလဲဆိုရင်ဟက်အမန်တရားကိုအမန်တရားဘက်ကနေဥဆောင်တဲ့ပုဂ္ဂိုလ်ဂျာလူကကျတော့လမ်းလွဲလမ်းမတဲ့ဘာဒုလ်အုပ်စုမမှန်ကန်တဲ့အုပ်စုကိုဥဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဂျာလူမှာသူ့မှာကစစ်တပ်လည်းရှိတယ်အင်အားလည်းရှိတယ်လိုအပ်တဲ့အရေးချင်းအကုန်သူ့မှာရှိတယ်ဂျာလူမှာအကုန်ရှိတယ်တွာလူမှာကျတော့ဒါလည်းမရှိသူ့မှာရှိတဲ့လူအင်အားကလည်းနဲတယ်အရေးသွန်းနဲ့ကြည့်မယ်ဆိုရင်လည်းနဲပါတယ်ဒါပေမဲ့လည်းတွာလူနဲ့သူ့ကစစ်တပ်တွေမှာပါရှိတယ်ဆိုအီမန်ရှိအာမလီဆွာလီယာရှိတယ်ကောင်းမြတ်တဲ့အချင်းတီလာအာမလ်အီဘာဒတ်တွေရှိဂွနာဆောင်တဲ့အရေးရှိနေရှိ
အမိန်နာကန်အရေးချင်းနေရှိတစ်ဖက်မှာအရေးတော့အများကြီးရှိတယ်အမိန်ပြေစာနဲ့အုပ်စုဒါမဲ့သူတို့မျိုးစစ်မှန်ပြန်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာအလောရှင်ကဘလူကိုအနိုင်ပေးလဲဆိုအရေးတော့များတယ်လို့လက်နက်များတယ်လို့အနိုင်မပေးဘူးအီမန်ရှိတဲ့အမိန်နာကန်နဲ့ကိုကျင့်တရားကောင်းတဲ့အမလ်အီဘာဒတ်ရှိတဲ့ဒီလူနည်းစုကိုအလ္လာဟ်ကအောင်မြင်ပေးလိုက်အဲ့ဒါကိုကျွန်တော်မျိုးကုရ်အာန်ထဲမှာလည်းအလောရှင်ကအမိန်ရှိတယ်ကမ်မင်ဖီအတ်န်ကရီလတ်န်ဂလဘတ်ဖီအတ်န်ကစီရတ်န်ဘီအစ်နလာဒီလိုအုပ်စုတွေလည်းရှိတယ်တဲ့အုပ်စုကအရေးတော့အားပြီးကြည့်မယ်ဆိုလို့ချင်းတော်တော်နည်းတယ်ဒါမဲ့လည်းအုပ်စုအကြီးတွေစစ်တပ်အများကြီးနာမည်ကလေးအများကြီးရှိတဲ့အုပ်စုတွေကိုအနိုင်ရသွားတာတွေလည်းရှိတယ်။ဘာကြောင့်လဲဆိုသူတို့မှာအီမန်ရှိတယ်အလ္လာဟ်ကအမိန့်နာခံမှုရှိတယ်အီဘာဒတ်ရှိတယ်တကွာတရားရှိတယ်အလ္လာဟ်ကသူတို့ကိုကူညီတဲ့အောင်မြင်မှုကိုရဒီကနေလည်းကျွန်တော်တို့သင်ခန်းစာတစ်ခုပါပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့ကအောင်မြင်မှုဒီအရေးအတွက်ပေါ်မှာအခြေမကန်ဘူးအရေးချင်းပေါ်မှာအခြေခံအရေးချင်းကဘာလဲကျွန်တော်တို့အထက်မှာအီမန်ရှင်တယောက်မှာရှိတဲ့ရှိရတဲ့အရေးချင်းအီမန်လို့ရှိတယ်အီမန်ရှင်တယောက်မှာရှိတဲ့ရှိရတဲ့ကိုကျင့်တရားအခလာဇာရိတာရှိတယ်အီမန်ရှင်တယောက်မှာရှိတဲ့ရှိအပ်တဲ့အမိန့်နာခံမှုကအရေးချင်းရှိနေတယ်ဆိုရင်အလ္လာဟ်ကလူနည်းစုဖြစ်နေတယ်အဲ့ဒီကိုအလ္လာဟ်ကအမြဲတမ်းအောင်မြင်ပေးနေမှာဖြစ်တယ်အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုသူများကအကြောင်းအရာများကိုနားလည်တော့ပေါ့ပြီးဒီပေါ်မှာပြည့်ပြည့်ဝဝရှောင်းနှံနေတဲ့တောဖစ်အလ္လာဟ်ရှင်ရှင်းပြတာလို့ပါစီဝါကူဒါဝါနာနဲ့အလ်ဟမ်ဒူလ illah rabbil alamin بسم الله الرحمن الرحيم اللهم صل على سيدنا محمد النبي الأمي وعلى آله وسلم تسليما ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم وصلى الله تعالى على خير خلقه سيدنا محمد وآله وصحبه أجمعين برحمتك يا أرحم